အင်္ဂုတ္တရနိကေပင်စကနိပါဒဒုက္ကထာသုတ်ကိုတန်စာစဉ်အခြေခံ၍ဟောကြားအပ်သောမကြိုက်ရင်မပြောပါနဲ့တရားတော်မကြိုက်ရင်ပြန်ပြောပါတရားကောင်းစဉ်ကပါတယ်လို့ကောင်းစဉ်ရပြီလားတို့ပြိတ္တတွေမေးပါအောင်မယ်ကိုယ်နဲ့ပတ်သက်လို့ပြောတဲ့အခါကောင်းတဲ့စကားနဲ့မကောင်းတဲ့စကားဘယ်စကားကိုပိုကြိုက်လဲမဟုတ်မှန်းသိရတာမြောက်ပြောပြီးရင်ကြိုက်လားမကြိုက်ဘူးလားမှန်တိုင်းပြောရင်ကြိုက်တာပေါ်တင်တော့မမြောက်နဲ့မသိမသာလေးမြောက်ရင်ကိုယ်နဲ့ပတ်သက်တဲ့ကောင်းတဲ့စကားလေးတွေဆိုရင်လူတွေကကြိုက်ကြတယ်ကိုယ်နဲ့ပတ်သက်တဲ့မကောင်းတဲ့စကားဆိုရင်နားခါတယ်မကြိုက်ကြဘူးပါရမီနဂိုမရှိလို့ကကုသိုလ်သူစရိုက်မဟောထိုက်ဒီလူမိုက်တရိษံနိဗ္ဗာန်စကားအလွန်ခါဤနာပါမဝင်သိမြင်မဲ့စွာသူယုတ်မာအားချင်းရာကြောင်းကြိုကောင်းကြိုချင်းရာကောင်းဆိုကောင်းကြိုတရားမဟောကြအဟောမိပါကအပြည့်ရဤလူမိုက်တရိษံနိဗ္ဗာန်စကားအလွန်ခါဤနာပါမဝင်မပြမကြားခြင်းဘူးသိမြင်မဲ့စွာသူယုတ်မာအားချင်းရာကြောင်းကြိုကောင်းဆိုတရားမဟောကြဟောမိပါကအပြည့်ရ၏လူမိုက်တရိษံနိဗ္ဗာန်စကားအလွန်ခါ၏လူမိုက်တွေတရားစကားပြောလို့နားဝင်ပါမလားဒါကြောင့်မလို့သူတို့နားမဝင်တဲ့စကားကိုမကြိုက်ဘူးဆိုရင်မကြိုက်ရင်မပြောနဲ့ပေါ့ကြိုက်ရင်ပြောပေါ့ကောင်းတဲ့စကားကြိုက်ရင်ကောင်းတဲ့စကားပြောပေါ့သို့တော့ကိုပြောတဲ့စကားဒီကောင်းတဲ့စကားဖြစ်ပေမဲ့လေကာလဒေသပုဂ္ဂလဤသုံးဝမညီမျှရင်လည်းမှန်ပေမဲ့လည်းမပြောပါနဲ့ကြည်စမ်းမှန်လဲကောင်းတဲ့စကားဖြစ်ပေမဲ့ကာလအချိန်ကာလမကြသေးရင်ဒေသပြောရမယ်နေရာမဟုတ်သေးရင်ပုဂ္ဂလကိုပြောတာကိုလက်ခံနိုင်စွာမရှိသေးရင်မှန်ပေမဲ့မပြောရဘူးတဲ့ခုကမှန်တာပဲဆိုရင်စွတ်ပြောလို့ရပါမလားအဲ့ဒါပဲပြိဿဒါကြောင့်လို့မြတ်စွာဘုရားကဒုက္ကထာသုတ်မှာအဲ့ဒီစကားလေးတွေစကား၅ခုကိုပြောတယ်ဒုက္ကထာဆိုတာမကြိုက်ရင်မပြောပါနဲ့ဒုဆိုတာမကောင်းသောကထာဆိုတာစကားမကြိုက်ရင်မပြောပါနဲ့ဆိုတဲ့စကားဘုန်းကြီးကအဲ့ဒုက္ကထာသုတ်ကိုအခြေခံပြီးတော့မြတ်စွာဘုရားမိန့်တော်မူတဲ့ဒေသနာကိုပြန်ပြီးတော့မျှဝေပေးတာဘေကဝေจิตသားจิตသမီးတို့ဣဒာဤလောက၌အတ္တဒတ္တသရတရားမရှိတဲ့ပုဂ္ဂိုလ်တွေကိုတတ္တကထာသရတရားနဲ့ပြောပတ်သက်၍စကားပြောရင်ဒုက္ကထာမကြိုက်ကြဘူးနာခါတယ်သရမရှိတဲ့သူတွေကိုသရတရားနဲ့ပတ်သက်၍ပြောရင်မကြိုက်ဘူးမကြိုက်ရင်မပြောပါနဲ့မကြိုက်ရင်ပါလေတတ္တမရှိတဲ့သူကိုသရတရားနဲ့ပတ်သက်တဲ့စကားပြောရင်မကြိုက်ပဲဖြစ်တဲ့အတွက်ကြောင့်မကြိုက်ရင်မပြောပါနဲ့ဒုသီလတာသီလမရှိတဲ့ပုဂ္ဂိုလ်တွေကိုသီလကထာသီလနဲ့ပတ်သက်တဲ့စကားပြောရင်ဒုက္ကထာမကြိုက်ပဲဖြစ်နေတတ်တဲ့အတွက်ကြောင့်မကြိုက်ရင်မပြောပါနဲ့သီလနဲ့ပတ်သက်တဲ့စကားနော်တတ္တာနဲ့ပတ်သက်တဲ့စကားသီလနဲ့ပတ်သက်တဲ့စကားအပတုတ္တတာဘဟုတုတ္တမရှိတဲ့ပုဂ္ဂိုလ်တွေကိုတုတ္တကထာဘဟုတုတ္တနဲ့ပတ်သက်တဲ့စကားပြောရင်လည်းပဲဒုက္ကထာမကြိုက်ပဲဖြစ်တတ်တဲ့အတွက်ကြောင့်မကြိုက်ရင်မပြောပါနဲ့တုတ္တနဲ့ပတ်သက်တဲ့စကားလည်းမပြောပါနဲ့မေစရိယတာမပေးခြင်းမလူနှင့်စင်းနဲ့ဝင်တိုးနေတဲ့မေစရိယရှိတဲ့ပုဂ္ဂိုလ်တွေကိုစာကကတာပေးပါလူပါစွန့်ကျဲပါပေးကံပါဆိုတဲ့စာကနဲ့ပတ်သက်တဲ့စကားပြောရင်လေဒုက္ကတာမကြိုက်ပဲဖြစ်တတ်တဲ့အတွက်ကြောင့်မကြိုက်ရင်မပြောပါနဲ့ဒါနမလုပ်ခြင်းတဲ့ပုဂ္ဂိုလ်တွေကိုလူပါတမ်းပါဆိုတဲ့စကားမပြောနဲ့မကြိုက်ဘူးတဲ့ဒုပညာတာပညာမရှိတဲ့ပုဂ္ဂိုလ်တွေပညာမတတ်တဲ့ပုဂ္ဂိုလ်တွေကိုပညာကထာပညာနဲ့ပတ်သက်တဲ့စကားပြောရင်လေဒုက္ကတာမကြိုက်ပဲဖြစ်တဲ့အတွက်ကြောင့်မကြိုက်ရင်မပြောကြပါနဲ့ရဲ့လို့ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဘောဇာကရုဏာရှိထပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းမကြိုက်ရင်မပြောပါနဲ့ပရိသတ်ဧဘာတရား
မြတ်စွာဘုရားကဒုက္ခတာသုံးပါလောကလူသားတွေမကြိုက်တဲ့စကားတွေရှိတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အပြစ်ဖြစ်မဲ့မကောင်းမှုကျိုးကိုဖြစ်စေမဲ့ဆိုရင်မပြောကြပါနဲ့နံပါတ်1အတ္တတတတတ္တကထာဒုက္ခတာအတ္တတတသရတရားမရှိတဲ့ပုဂ္ဂိုလ်တွေကိုတတ္တကထာသရတရားနဲ့ပတ်သက်တဲ့စကားပြောရင်ဒုက္ခတာမကြိုက်ကြဘူးတဲ့ဆိုကြည့်ပါတတ္တနေပါထိုသူများအားတတ္တနှင်းစစကားမြတ်သည်မကောင်းအသွင်ပြောင်းမြန်ထင်၏တတ္တနေပါထိုသူများအားတတ္တနှင်းစစကားမြတ်သည်မကောင်းအသွင်ပြောင်းမြန်ထင်၏အတ္တတတ္တသရတရားမရှိတဲ့ပုဂ္ဂိုလ်တွေကိုတတ္တကထသရတရားနဲ့ပတ်သက်တဲ့စကားပြောရင်ဒုက္ခတာမကြိုက်ဘူးတဲ့ပရိသေနံပါတ်1ကတတ္တာနဲ့ပတ်သက်တဲ့စကားဘာစကားလဲတတ္တာဆိုတာသာရဲ့ဓာတွေးရဲ့ဓာအုပ်ချိုင်းနဲ့ဆင်ပြီးတော့ရေးရတဲ့တတ္တာယုံကြည်မှုလို့ပြောတယ်ဘာလို့ပြောလဲဓာတွေးနှလုံးဆင်းနဲ့ရေးတဲ့သူတွေရှိတယ်အဲ့ဒါဆိုရင်မှားတယ်သူကတရားတရားကောင်းလိုက်တာဆိုပြီးတော့ဓာတွေးလေးနှလုံးဆင်းပြီးရေးရင်အဲ့ဒီတတ္တာက grammar တတ္တာဆိုတဲ့အဓိပ္ပာယ်နော်ဟိုယုံကြည်မှုတတ္တာလို့ရေးရင်ဓာတွေးရဲ့ဓာအုပ်ချရဲ့အဲ့လိုဆင့်ပြီးရေးမှမှန်တယ်တတ္တာတရားကောင်းလိုက်တာတတ္တာဆိုတာယုံကြည်မှုကိုပြောတာဘာကိုပြောတာလဲဘုရားဘာသာတရားရဲ့ယုံကြည်မှုတည်ရိုးရှင်းတဲ့ယုံကြည်မှုပဲဖရာတရားတန်ခါကံကံရဲ့အကျိုးဒီ၄မျိုးကိုယုံကြည်နေလုံလောက်ပြီဖရာကိုယုံတယ်တရားကိုယုံတယ်တန်ခါကိုယုံတယ်ကံကံရဲ့အကျိုးကိုယုံတယ်အဲ့ဒါသရာရှိနေတာပဲဘာကိုယုံတာလဲဖရာကိုယုံတာတရားကိုယုံတာတန်ခါကိုယုံတာကံကံရဲ့အကျိုးကိုယုံကြည်တာအဲ့ဒါရှိနေပြီဆိုရင်ဗုဒ္ဓဘာသာတယောက်ရဲ့တတ္တာသည်စစ်မှန်တဲ့တရားတရားဖြစ်မှန်ကန်သောတတ္တာရှိတယ်လို့ပြောတယ်ယုံကြည်မှုဆိုတဲ့စကားလေးကမြန်မာစကားကယုံကြည်မှုပါဠိစကားကတတ္တာဗမာစကားလေးသိလှတာပဲတတ္တာကိုယုံကြည်မှုလို့ဘာသာပြန်တယ်ဘယ်လိုပြန်လဲယုံကြည်မှုဆိုတဲ့စကားလေးကလေယုံရင်ကြည်တယ်တဲ့မယုံရင်မကြည်ပါဘူးတဲ့ကိုယ်ချင်းချင်းလဲယုံရင်ကြည်လားမကြည်ဘူးလားယုံတော့ဘာလို့လို့โอเคမယုံတော့ဘယ်လိုဖြစ်လဲမโอเคပါဘူးမယုံတော့မကြည်တော့ဘူးပြိဿယုံတော့ကတော့ဘာလို့အကောင်ချစ်တော့လဲအပြစ်မမြင်ဘူးမချစ်တော့လဲအနှစ်မထင်ဘူးအပြစ်တွေပဲရှာနေတာကိုယ်ချင်းချင်းလဲယုံတော့ကြည်တယ်မယုံရင်မကြည်ဘူးအဲ့လိုပဲပြိဿဖယားယုံတော့စိတ်ကလေးကြည်တယ်တရားယုံတော့စိတ်ကလေးကြည်တယ်သံဃာကိုယုံတော့စိတ်ကလေးကြည်တယ်ဖယားယုံတဲ့သူကဖယားဖူးရတာကိုကျင့်တတ်လားမကျင့်တတ်ဘူးလားဖယားမယုံတဲ့သူကြတော့ကျင့်တတ်ဘူးဖယားသွားရင်အပြစ်ပြောတဲ့သူမရှိဘူးလားဥမလေးအိမ်ကဖယားမအာမနာဘူးပြောကြတယ်နော်အိမ်ကဖယားတော့ဖယားပေါ့ဒါပေမဲ့လဲတို့စင်ရဲ့စိတ်ကဒီဖရားလေးဥမာအိမ်မှာလည်းဖရားရှိတာပဲဒါပေမဲ့ရွှေတကုံစေတီသွားဖူးရတဲ့ရတာရွှေတကုံစေတီတော်မှာထပ်ပနာထားတဲ့မြတ်စွာဘုရားရဲ့ဓာတ်တော်တွေရှိတယ်ဆိုတဲ့စိတ်ကလေးကရှိနေတဲ့အခါကျတော့အဲ့စိတ်ကလေးနဲ့သွားရင်ကုသိုလ်စိတ်ဖြစ်လားမဖြစ်ဘူးလားပရိသတ်ဖရားယုံတဲ့သူကဖရားဖူးရတာကျင့်တတ်တယ်ဖရားမယုံတဲ့သူကဖရားနဲ့ပတ်သက်တဲ့စကားရင်ပြောရင်မကြိုက်ဘူးမကြည်တော့ဘူးတရားလည်းထို့အတူပဲတရားယုံတဲ့သူကတရားယုံတော့စိတ်ကလေးကြည်တယ်တရားနာရတာကိုကျင့်တယ်တရားမယုံတဲ့သူကြတော့မကြည်တော့ဘူးတရားဝဲလို့ရင်အပြစ်ရှာတဲ့လူကမရှိဘူးလားတရားဝဲသွားရင်တရားဝဲသွားတာပဲနာတော့နာတယ်ကျင့်လည်းမကျင့်နိုင်ပဲနဲ့အလကားဟာတွေပါပြောတဲ့သူကမရှိဘူးလားကျင့်တော့မကျင့်နိုင်သေးဘူးပေါ့ဒါပေမဲ့ပရိသတ်ရဲ့အိမ်မာနေတာတဲ့ဆိုင်တရားဝဲလာတော့တလုံးတစ်ပါးသာအတိရတာအမျက်ပဲမဟုတ်ဘူးလားဒီလိုမေဒီပိတ်ရက်မှာတို့ပရိသတ်တွေတရားဝဲများမလာရင်အိမ်မာနေဘာလုပ်မဲ့ထင်ဘုရားဖုန်းလေးတွေပို့ပြီးတော့နော်ဟိုကြည့်ဒီကြည့် Facebook တက်ပြီးတော့နော် Facebook ကဘဝထင်နေတဲ့သူတွေအများကြီးကိုယ်ဆွေကိုမျိုးတွေက Facebook မှာမြန်မရရင်ဘယ်လိုများနေကြမလို့မသိဘူးခုလဲစောစားရင်ဓာတ်ပုံလေးတွေရိုက်ဓာတ်ပုံရိုက်လည်းပြောရတယ်
ငါနဲ့ဓာတ်ပုံရိုက်ရင်တော့ငါစွန့်စားတဲ့အချိန်တော့မရိုက်ပါနဲ့လို့နော်ကျန်တဲ့အချိန်လေးအေးစေးရိုက်ပါတချို့ကဘုန်းကြီးကစွန့်စားတယ်သူတို့ကဘုန်းကြီးပြနာလာလက်ဦးလေးချီပြီးဓာတ်ပုံရိုက်ပြီးတော့ဆရာတော်စွန့်ကားတာကျင်းလိုက်တာသူတို့ပုံလေး Facebook ပေါ်တင်သူတို့ပုံလေးကတော့လက်ဦးလေးချီလှတာပါတာဘုန်းကြီးပုံကြကြက်ပေါင်ကြီးကသူတို့ကသူတို့လှရင်ပြီးရောကျန်တာဘာဖြစ်ပုံတင်တဲ့လူတော်တော်များများတန်ငယ်ချင်း3ယောက်ရှိတယ်ဆို3ယောက်လုံးလှတဲ့ပုံကိုတင်တာလားကိုလှတဲ့ပုံကိုတင်တာလားအကျင့်ရလေသိလားအဲ့တော့ပြောထားရတယ်စွန်းစားရင်တော့တို့မရိုက်ပါနဲ့ဟေးလို့စွန်းစားပြီးရင်ဓာတ်ပုံ photo time ပြီးတဲ့အချိန်ပြီးတယ်ကဲကြွပါဓာတ်ပုံလာရိုက်လို့ရပါပြီလူဆိုတဲ့သတ္တဝါ Facebook ပေါ်တင်တာတော့မှကိုယ်ပုံလေးပဲကြည်တာကိုပြိဿရဲ့ကြည်တာသူများပုံပါဖြစ်ပင်ဒါတော့မှကိုယ်ပုံတော်မှကောင်းပုံနဲ့ကောင်းတဲ့ပုံကိုပြန်ရွေးရတိတ်မကောင်းရင် effect လေးကလှုပ်လိုက်သေးတယ်အမဲ360ပုံလေးနဲ့လေအတ္တဝါတွေပြိဿရဲ့အိမ်မာနေမဟုတ်တာတွေလှုပ်တာတဲ့ဆိုင်ရင်တရားပွဲလာတဲ့အခါတစ်လုံးတစ်ပါးအတိရတာအမျက်ပဲမဟုတ်ဘူးလားတရားကိုယုံတော့စိတ်ကလေးကြီးတယ်တရားကိုမယုံတော့တရားနဲ့ပတ်သက်တာလည်းအပြစ်ပြောတဲ့သူတွေမရှိဘူးလားအဲ့ဒါတတ္တာတရားမမှန်တာပဲတတ္တာဆိုတာယုံကြည်မှုကိုပြောတာယုံရင်ကြည်တယ်မယုံရင်မကြည်ဘူးတန်ဃာကိုယုံတော့စိတ်ကလေးကြည်တယ်တန်ဃာကိုမယုံတော့စိတ်လေးမကြည်တဲ့သူတွေမများဘူးလားအခု Facebook ပေါ်မှာတို့ပိုးကြီးတွေကိုဆဲနေတာတွေများလားမများဘူးလားထိုးတော်မှာဆဲခံခါပါဒါကြောင့်မင်းတို့ Facebook လိုက်လွှင့်มาလားတဲ့လိုက်လွှင့်มาဗျာအဲ့ဒါဆိုရင်ငါမဟုတ်တာပြောလို့မကောင်းဘူးတရားပွဲအောက်လာဆဲနေတဲ့လူကရှိအောင်ပါလေရှိလားမရှိဘူးလားဩပရိသတ်ဆဲမယ်ဆိုတဲ့သူတွေဟာအများကြီးဆိုတော့တစ်ခါခါကျရင်ဒီခေတ်ကြီးမှာတန်ဃာနဲ့ပတ်သက်ပြီးအပြစ်တွေမြင်နေတာတွေအများကြီးဆိုတော့မီဒီယာကလည်းဘလို့တွေဖြစ်နေတယ်ဆိုတော့ဘုန်းကြီးတို့နိုင်ငံမှာမြန်မာပြည်မှာပေါ့အလုတ်လွတ်အများကြီးလုတ်တဲ့တန်ဃာတွေရှိတယ်အကောင်းတွေအများကြီးလုတ်တဲ့တန်ဃာတွေရှိတယ်အကောင်းလုံးနေတဲ့တန်ဃာတွေရဲ့သတင်းကြတော့ Facebook မှာဘာတစ်ခုမှမီဒီယာမှာမဖော်ပြဘူးယဟန်တပါအမှားလုံးမိပြီဆိုရင်အဲ့ဒါဝိုင်းအောင်ပြီးတော့ဖော်ပြပြီးတော့ဆဲကြဆိုကြတာရှိလားမရှိဘူးလားမီဒီယာကလည်းလွှမ်းမိုးတက်ရောက်မှုရှိတယ်တစ်ခါခါမေးရတယ်မင်းတို့မီဒီယာတွေကတို့ဗုဒ္ဓဘာသာနိုင်ငံမှာဘုန်းကြီးတွေမဟုတ်တာဘုန်းကြီးတွေကောင်းတာလုပ်ရင်မတင်ရဘူးဆိုတဲ့ဥပဒေမင်းတို့မှာရှိလားလို့မရှိပါဘူးဖေ။မရှိရင်ကောင်းတဲ့သတင်းကြတော့မင်းတို့ကမတင်ဘူးမကောင်းတဲ့သတင်းကြတော့မင်းတို့ကဘာလို့စွတ်တင်တာတော့ကဲကြည့်ပရိဟိတတွေလုံနာတို့ဘုန်းကြီးတွေအများကြီးလုံနာတာတာမှုလုပ်ငန်းအများကြီးလုံနာဟိုကိုဗစ်ကာလဆိုရင်ຫນွေအေးဗလီကအောက်ဆီမီတာလေးဈေးလျှော့ရောင်းတယ်ကဘာကြော်သွားတယ်ဒါသူတို့လို့တို့ဘုန်းကြီးတွေကွာရန်တင်းစင်တာတွေဖွင့်ပြီးတော့အများကြီးလုံနေတာကြောင့်ဘာမီဒီယာမှမတင်ဟိုမှာဗလီမှာဟိုဟာလေးလျှော့ပြီးရောင်းတာကြတော့ကဘာမီဒီယာတွေပြန့်ပြီးမီဒီယာရဲ့တက်ရောက်မှုတွေကရှိလားမရှိဘူးလားအဲ့ဒါကြောင့်မင်းတို့တွေမှတ်တာဘုရားဘာသာတွေကိုယ်တန်ခါကိုယ်သာသနာကိုယ်ဘာသာကိုထိမ့်သိမ့်ဖို့လိုလားမလိုဘူးလားမဟုတ်တဲ့အမှားလေးသတင်းရှိရင်လည်းပဲအဲ့ဓာတွေကိုဘာဖြစ်လို့ Facebook ပေါ်တင်ပြီးကိုယ်ဗုဒ္ဓဘာသာဆုပ်ယုံမဲ့ဟာတွေဖွနေမှာလဲအပုပ်ဆိုတာမစွရဘူးလေမစင်ဘုံကြီးကိုဒုံနဲ့ထိုးလို့ရပါမလားဒုံနဲ့ထိုးဖွားနေအနံ့ပိုထွက်လာမထွက်ဘူးလားမစင်ဘုံတွေ့ရင်ပုတ်သွားပေါ့ဖုံးလိုက်ပေါ့အဲ့ဒါဆိုအနံ့မထွက်တော့ဘူးလေအခုတော့မစင်ဘုံဒုံနဲ့ထိုးသလိုဖြစ်နေတော့တရင်နေရာပွားပွားဖြစ်ကုန်တာလေတန်ဃာနဲ့ပတ်သက်တော့တန်ဃာကိုမယုံတော့စိတ်ကမကြည်တော့ဘူးယုံတော့ကြည်တယ်ဆိုတာအဲ့ဒါကိုယ်တရားတရားနဲ့ပဲဆိုင်လားမဆိုင်ဘူးလားဖယားမဖူးကျင်တာဖယားနဲ့မဆိုင်ဘူးကိုယ်တရားတရားနဲ့ဆိုင်ပဲဆိုင်ပါတယ်တရားမနာနိုင်တာတရားနဲ့မဆိုင်ပါဘူးကိုယ်တရားတရားနဲ့ပဲဆိုင်တယ်တန်ဃာကိုမကြည်ညိုနိုင်တာတန်ဃာနဲ့မဆိုင်ဘူးကိုယ်တရားတရားနဲ့ပဲဆိုင်တယ်ပုဂ္ဂိုလ်နဲ့တန်ဃာကွဲပြားအောင်ခွဲထားဖို့တော့လိုလားမလိုဘူးလားပြောင်းပရိသတ်အဲ့ဒီတတ္တတရားမရှိတဲ့သူတွေကိုတရားတရားနဲ့ပတ်သက်တဲ့စကားပြောရင်မကြိုက်တဲ့အတွက်ကြောင့်မကြိုက်ရင်မပြောပါနဲ့တဲ့နံပါတ်1ကတတ္တတရားဘာတရားတော့တတ္တတရားကလည်းဒုပုထုဇဉ်ရဲ့တရားတရားကမြဲတာများလားပြက်တာများလားတရားတရားဆက်ဆက်တိမခံဘူးနော်အခုလှူမဲ့တော့ကြမလှူဘူးအခုသွားမဲ့တော့ကြမသွားဘူးဆိုတဲ့လူများလားမများဘူးလားစိတ်ကလေအထီကိုမခံတာကျန်တဲ့သူမပြောဘူးမုံကိုတွေ့12လပိုင်းလောက်ကပြီးခဲ့တဲ့1လပိုင်းလောက်ကနဲ့12လပိုင်းကဖြစ်မယ်2021 12လပိုင်းကညောင်ဦးဘက်ကိုတရားသွားဟောနထိုးကြီးကိုဘုန်းရရဟန်းတက္ကမကြီးအိမ်တရားသွားဖို့ညောင်ဦးကနထိုးကြီးကိုကားနဲ့သွား
လမ်းပေါ်မှာ Facebook ပေါ်မှာသတင်းလေးတစ်ခုတက်လာတယ်တိပိဋက12ပါးမြောက်တိပိဋကဆရာတော်ဥပိ္ပဇာတာဘိဝန္တဒီမှာဆေးလာကူရမယ်ရိုးရင်းချင်းစီခန်းနေပြီ38,000လောက်ကုန်မယ်ဆိုတဲ့သတင်းကြားတော့လူစိတ်ဖြစ်တယ်ဘုံဘွားလေလူချင်းစိတ်ဖြစ်တော့ကိုနဲ့တော့ဆက်ဆက်မှုမရှိပေမဲ့သုတ္တဗုဒ္ဓတပါးနှမျောစရာကောင်းတဲ့ပူဇော်လိုက်ခြင်း10 သိန်းလှူမယ်လို့တရားဖြစ်တယ်ဘုံဘုံ10 သိန်းလှူတဲ့သတင်းလေးကိုဘုံဘုံ Facebook က follower 4 သိန်းကျော်တော့ရှိတော့အဲ့မှာတင်လိုက်ရင်ကျန်တဲ့လူတွေတရားဖြစ်ပြီးလှူရင်ဆရာတော်ပိုရမှာပဲဆိုတဲ့စိတ်ကလေးဖြစ်တော့ဘုံဘုံစိတ်ထဲမှာပထမဆုံးတရားဖြစ်တယ်ဆရာတော်ကိုလှူမယ်9 မိနစ်လောက်နေတော့အတွေးတစ်ခုထပ်ဝင်လာသူကကိုယ့်ထက်ပိုပြည့်စုံတာပဲကိုမလူလဲရပါတယ်ဆိုအတွေးရဖြတ်တာဒီစားနံပါတ်1တရားစိတ်ဖြစ်လားမဖြစ်ဘူးလားနောက်တစ်စိတ်ကအိုး तू ကကိုယ့်ထက်ပိုပြည့်စုံတော့ तू ကကိုယ့်ထက်ပိုပြီးတော့နာမည်ကြီးတာပဲတိပိဋကဆရာတော်ဘလူမဲ့လူပိုပေါ်တယ်ငါမလူလဲဖြစ်ပါတယ်ဆိုစိတ်ကပြန်ဖြတ်လိုက်ပြတ်သွားမပြေဘူးနောက်တဲ့9 မိနစ်ကြာအတွေ့တခုမပြေဘူးပြည့်စုံတာမပြည့်စုံတာသူ့ရဲ့အပိုင်းလူရမှာကိုယ့်အပိုင်းကိုပိုပြတ်အောင်ဖြတ်မယ်ဟဲ့ဆိုပြီးတခါတည်းဖုံးခေါ်ပြီးတော့ဘုံကကေပေးနဲ့10 သိန်းလှမ်းလှူလိုက်ရအဲ့ဒါအောင်မြင်သွားကြည့်စမ်း10 သိန်းလှူလိုက်တဲ့အကျိုးကျေးဇူးကမမျော်ဘဲနဲ့လှူလိုက်တာနတ်ထိုးကြီးကဘုန်းကြီးရဟန်းတက္ကမအိမ်ကိုရောက်တော့တက္ကမကြီးကဖရာကန်းနဲ့လည်းရောက်တဲ့ချိန်နောက်ကနေလာလျှောက်တယ်ဆရာတော်တဲ့ရင်တော့ဆရာတော်ကြွရင်တပည့်တော်က30 လောက်ပဲနဝကံမှာလှူပြစ်တာတဲ့အခုတော့ဆရာတော်တပည့်တော်100 လှူမယ်ဖရာတဲ့နဝကံမှာဟာဖုံးတွေးလိုက်တယ်ဩတရားကုသိုလ်ရဲ့စွမ်းအားချက်ချင်းအကျိုးပေးတာပဲ10 သိန်းလှူတာဘယ်လောက်ပြန်ရတာဒါတော့ငါမစ္စရိယကတိုက်နေလို့ငါမစ္စရိယကမပိုင်ရင်လေ1,000ရရင်လည်းရနိုင်ပါနော်ပုထုဇဉ်ရဲ့တတ္တာတရားပြတ်ဖို့အဲ့တော့တရားကဆက်ထိမခံဘူးဟိုလွန်ခဲ့တဲ့9 နှစ်လောက်ကမြန်မာပြည်မှာတက္ကမကြီးတယောက်ရင်းနှီးတဲ့တက္ကမကြီးပါဆရာတော်ရှိရောက်လာပြီးတော့ဘုန်းဗျာတဲ့တပည့်တော်အပြင်မှာပတ်စံနေချိထားတာ10 သိန်းလောက်ဗျာတဲ့အဲ့ဒါပြန်မရတော့မယ်အနေအထားရှိတယ်ဗျာတဲ့အဲ့ဒါဆရာတော်မေတ္တာပို့ပေးပါအောင်တဲ့သူပတ်စံကြည့်ပြီးတော့ဘုန်းကြီးမေတ္တာလာပို့ခိုင်းတယ်ပြီးတော့လာလျှောက်သေးတယ်ထပ်လျှောက်တယ်တပည့်တော်အဲ့ပတ်စံမရဘူးလို့ထင်တာဗျာတဲ့မရခဲ့တော့မရတော့တော့ပါဘူးတဲ့ဒါပေမဲ့ဆရာတော်မေတ္တာစွမ်းအားနဲ့အကယ်၍များရလာခဲ့ရင်တပည့်တော်ဆရာတော်ကို9 သိန်းလှူမယ်ဗျာဟာပွဲစားလာလှုပ်တာပဲလို့ဒါမှလေတတ္တဝါတွေကဲကြည့်မှာပေါ့ရတာမရတာကဏ္ဍပေါ့ပတ်စံချီးတယ်ဘယ်လိုလဲမေးကြည့်တော့ဘယ်လိုပေါ့အဲ့နဲ့ဘုန်းကသူ့နာမည်လေးအာယုံပြီးမေတ္တာပို့ပေးလိုက်တိုက်ဆိုင်ပရိသေမရမယ်ပတ်စံ10 သိန်းကရလာတော့အဲ့တက္ကမကြီးဝမ်းသာအာရဖုံးဆက်ဖျားတဲ့ရှင်ဘုရားကျေးဇူးကြောင့်တပည့်တော်မရမယ်ပတ်စံ10 သိန်းရလာပြီဖျားတဲ့ဆရာတော်မေတ္တာတော်ကြီးမားတာပဲတဲ့မရဘူးထင်တာရလာတယ်တဲ့အဲ့ဒါရရင်တပည့်တော်ဆရာတော်9 သိန်းကတ်မယ်လို့လျှောက်ထားတာဖျားတဲ့ဒါပေမဲ့ဖျားဒါပေမဲ့ရလေကြောက်ဆရာကြီးတဲ့ဒါပေမဲ့ဖရာတဲ့ဆရာတော်တို့ကပြည့်စုံတာပဲဖရာတဲ့တပည့်တော်ကသမီးလေးကိစ္စလည်းရှိသေးတော့အဲ့ဒါ9 သိန်းမဟုတ်ပဲနဲ့9,000လောက်ပဲလှူရင်အဆင်မပြေဘူးလားတပည့်မှမလှူနဲ့လို့ပြောလိုက်ရတယ်ဒီလားကြည်စမ်းပုထုဇဉ်ရဲ့စိတ်ကိုပြောတာလေမရတော့မဲ့အကျွေရလာရင်ဗါတဲ့ဘယ်လောက်လှူမယ်လို့ပြော9 သိန်းလှူမယ်တဲ့တကယ်လဲပတ်စံ10 သိန်းအုပ်လက်ထဲလဲရောက်လာတော့တတ္တတရားကပြတ်သွားလားမပြတ်သွားဘူးသမီးကိစ္စပေါ်လာတော့9,000ဖြစ်သွားတော့မယူတော့ဘူးလို့ပြောတယ်လာလဲမလာတော့ပြတ်သွားရောကဲကြည်စမ်းသူကသူလာဆက်တယ်သူကသူမားတယ်ပုထုဇဉ်စိတ်ကဆက်တိမခံမှုဆိုတာအဲ့ဒါပဲဒါကြောင့်တစ်ခါဖြည့်တယ်ကိုယ့်အပေါ်မှာစိတ်ပြောင်းသွားတဲ့သူတွေရှိမယ်ကိုယ့်အပေါ်အမူအရာပြောင်းသွားတဲ့သူတွေရှိမယ်ကိုယ့်အပေါ်မှာကိုယ်အထင်ကြီးတဲ့လူကကိုယ့်အပေါ်ဒီလိုပြောတဲ့ဆိုတဲ့စကားတွေရှိလာဆိုဘုန်းကဘလို့ဖြည့်လဲပုထုဇဉ်ပဲပြောင်းမှာပေါ့ပုထုဇဉ်စိတ်ကူကပြောင်းနေတာကိုငါလည်းပဲပြောင်းနေတာပဲလေငါအစင်မပြေသူ့အပေါ်ပြောင်းတာပဲဆိုသူလည်းအစင်မပြေငါအပေါ်ပြောင်းမှာပဲဒါကြောင့်မို့အပြောင်းအလဲဆိုတာသူပြောင်းသွားကိုလဲသွားဖို့မှမဟုတ်တာသူပြောင်းတာသူ့ရဲ့အပိုင်ကိုမလဲအောင်ထိရမှာကိုအပိုင်ပဲလေသူများပြောင်းတိုင်းကိုလဲကြသွားရင်ကိုဘဝကပြောင်းပြန်နေဖြစ်ကုန်ပြီဗောလူတွေဆိုတာအပြောင်းမြန်လားမမြန်ဘူးလား
သူတို့ပြောင်းနေတာကိုလဲသွားရင်အပြောင်းလဲကြားမှာဘလောင်းပလဲမဖြစ်ပါစေသူပြောင်းတာသူ့အကြောင်းကိုမလဲဘဝကိုအကြောင်းပဲလေဟုတ်ပြီလားရောင်းတတ္တတရားကရဖို့ခဲရင်လားမခဲရင်ဘူးလားရာတရားလေးရှိနေတာဘလောက်တန်ဖိုးရှိလဲဆိုတော့တချို့တတ္တာမရှိတဲ့သူတွေနဲ့တွေ့ဖက်ပြီးတော့ရမဖြစ်ပါနဲ့မကြရင်မပြောပါနဲ့သူတို့ပိတရားမနာခြင်းမခေါ်ပါနဲ့သူတို့ဖျားမပူးခြင်းမခေါ်ပါနဲ့သူတို့တန်ဃာကိုမကိုးကွယ်ခြင်းမတိုက်တွန်းပါနဲ့သူတို့တရားတရားနဲ့သူဖြစ်ပါစေအတင်းအာဓမ္မလုပ်ယူတဲ့တတ္တာတရားစစ်ပါမလားသူတို့တရားတရားအရာဖြစ်လာတာပဲလက်ခံလိုက်ချမ်းသာတာပေါ့ဆိုကြည့်ပါတတ္တာနဲ့ပေါင်းထိုသူများအားတတ္တာနှင်းစစကားမြတ်သည်မကောင်းအသွင်ပြောင်းမြန်ထင်၏ဘေကဝေจิตจิตမိတို့ဣဒဤလောက၌အတ္တတတ္တသရတရားမရှိတဲ့ပုဂ္ဂိုလ်တွေကိုတတ္တကတ္ထသရတရားနဲ့ပတ်သက်တဲ့စကားပြောရင်ဒုက္ခထာမကြိုက်ကြဘူးနာခတတ်တဲ့အတွက်ကြောင့်အပမဒေနမပိမလျောမပေါ်မဆတဲ့တတိတရားနဲ့တမ္ပါဒေထာကိုစီကိုငါအတိတရားလေးတွေကပ်ပြီးတော့သရတရားမရှိတဲ့ပုဂ္ဂိုလ်တွေသရနဲ့ပတ်သက်တဲ့စကားမကြိုက်ရင်မပြောကြပါနဲ့ရဲ့လို့ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါစာကရုဏာရှိတာပညာအပြင်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်းမကြိုက်ရင်မပြောပါနဲ့ပရိသတ်ရေပါတရားမြတ်စွာဘုရားကလောကလူသားတွေမကြိုက်ခြင်းအကြောင်း၅မျိုးရှိတဲ့အထက်မှာဒုက္ခတာသုံးမှာနံပါတ်1တတ္တတရားနဲ့ပတ်သက်တဲ့စကားမကြိုက်ရင်မပြောကြပါနဲ့ဒုတိယကဘေကဝေจิตจิตမိတို့ဣဒာဤလောက၌ဒုသီလတာသီလမရှိတဲ့ပုဂ္ဂိုလ်သီလမလုံခြုံတဲ့ပုဂ္ဂိုလ်တွေကိုသီလကထာကိုကျင့်သီလနဲ့ပတ်သက်တဲ့စကားပြောရင်လည်းဒုက္ခထာမကြိုက်ပဲဖြစ်တတ်တယ်သီလမရှိတဲ့ပုဂ္ဂိုလ်သီလစကားမပြောနဲ့ဆိုကြည့်ပါသီလနယ်ပါထိုသူများအားသီလနှင်းစစကားမြတ်သည်မကောင်းအသွင်ပြောင်းပြန်ထင်၏သီလနယ်ပါထိုသူများအားသီလနှင်းစစကားမြတ်သည်မကောင်းအသွင်ပြောင်းပြန်ထင်၏ဒုသီလတာကိုကျင့်သီလမရှိတဲ့ပုဂ္ဂိုလ်တွေသီလမလုံခြုံတဲ့ပုဂ္ဂိုလ်တွေကိုသီလကထာသီလနဲ့ပတ်သက်တဲ့စကားပြောရင်လည်းဒုက္ခထာမကြိုက်ပဲဖြစ်တတ်တဲ့ပရိသတ်ရေသီလမလုံတဲ့သူကသီလစကားပြောရင်ကြိုက်လားမကြိုက်ဘူးလားသီလတွေလေဟုတ်တို့ပရိသတ်တွေတို့တရားဓမ္မတွေသီလတွေအ ਨੇ ဆုံး၅ပါးသီလလုံနာများလားမလုံနာများလားအားရစရာကြီးနော်ဟောဒီတရားနာပရိသတ်တွေမှာကောလုံတဲ့သူများလားမလုံတဲ့သူများလားလုံတဲ့သူလည်းရှိပါတယ်နော်ပရိသတ်ရေဘသူမလုံလုံအောင်ထိမ့်မဆိုရင်လုံနိုင်လားမလုံနိုင်ဘူးလားသူများအသက်မသက်ပဲနေလို့မရဘူးလားကဲတပါးလုံသွားမရဘူးဖေဟာတပည့်တော်တို့ကငါးဆက်ယုံမှလောက်ရတာတတ်ကိုတတ်နေရတာဆိုတော့အဲ့ဒါကတော့ချွင်းချက်ပေါ့ထိမ့်မယ်ဆိုရင်ပရိသတ်ရေလုံးမာတဲ့သူများအသက်မသက်ပဲနေမယ်ဆိုရင်လည်းနေလို့ရနိုင်တာပဲလေမရဘူးလားသူများပစ္စည်းမခိုးပဲနဲ့ကောနေလို့မရဘူးလားခိုးတဲ့သူတွေရောမရှိဘူးလားဟောရတယ်လည်းပြောတယ်ရှိတယ်လည်းပြောတို့ပရိသတ်တရားဒီမှာနေတာအဲ့ဒါကံကောင်းတယ်ကံကောင်းတဲ့ဆေယုံမှာကိုလို့အားလေးနဲ့ကိုဓမ္မိယလတ္တသမ္မာအာဇီဝကြကြလေးရနေတော့တာအခုဘုန်းတို့ကဗမာပြည်ရလာမြန်မာပြည်ရလာတာပူပူနွေးနွေးလေးနော်တနည်းအားမှာထွက်လာအချိန်နဲ့အားလုံးကိုသိဝမ်းသာစရာကောင်းတဲ့တို့တိုင်းပြည်မှာလေမြန်မာပြည်မှာလေမြန်မာပြည်မှာအခုတခိုးမရှိတော့ဝမ်းသာစရာဘာမရှိတော့မခိုးကြတော့ဘူးပေါ်တင်မဲ့လူမခိုးတော့ဘူးဘာလုပ်လဲ
ပေါ်တင်ယူတော့တာအဲ့ဒါတခိုးရွှေရတပြားပြားမလောက်ကြနဲ့တချို့ကမာကြီးတွေအလှလာလို့ရှင်လက်ကောက်တွေဝက်လဲလာအများကြီးတခိုးတွေခေါ်နေတာနော်ရွှေလက်ကောက်တွေတပြားပြားကြွားပြီးလှုပ်တဲ့လူရောမရှိဘူးလားတချို့တက္ကမကြီးတွေပြောရတယ်ဒီမှာလဲပါတော့ဒီမှာတော့မတွေ့ပါဘူးတက္ကမကြီးတို့တက္ကမကြီးတွေဘုဒ္ဓများတာတက္ကမကြီးတို့လက်ကောက်ဆိုတာတကွင်းနဲ့ဝတ်ထားရင်ဘာအသမ်းမှမထွက်ဘူးလက်ကောက်တကွင်းနဲ့ဝတ်ထားရင်အသံထွက်လားအစင်ပြေလို့စီးပွားရေးများကောင်းလို့၄၅ကွင်းလောက်ဝတ်ထားရင်အသံထွက်လားမထွက်ဘူးလားအာအသံနေထွက်တချွန်းချွန်းနဲ့ပဲဘုန်းကြီးတချွန်းချွန်းတော့မကြောက်ကြွပါလာပါလူပါလို့ခေါ်နေသလိုဖြစ်လက်ကောက်လေးတကွင်းနဲ့ဝတ်ထားရင်ဘာအသံမှမထွက်ဘူးလက်ကွင်း၃ကွင်းများဝတ်ထားလို့ရှိရင်လက်ကောက်ချင်းပုတ်တိုက်တဲ့အသံနေထွက်လာလားမထွက်လာဘူးလားအဲ့ဒါကဥပမာပေးတာပဲပြိဿဘဝမှာလေဘဝမှာတယောက်တည်းနေရင်ဘာတန်ရောစင်မှမရှိတဲ့အတွက်ကြောင့်ဘသူကမှတန်ရောစင်မတွေ့တဲ့အတွက်ကြောင့်တယောက်တည်းနေတော့ဘာအသံမှမထွက်ဘူးတဲ့တယောက်ယောက်ကိုမြန်ချစ်မိပြီတယောက်ယောက်ကိုမြန်ကြိုက်မိပြီတယောက်ယောက်ကိုမြန်မုန်းမိပြီဆိုရင်တန်ရောစင်မြန်တွေ့မိပြီဆိုရင်တန်ရောစင်ပုတ်တိုက်တန်တွေကထွက်လာတော့တာတန်ရောစင်ပုတ်တိုက်တန်တွေထွက်လာလားမထွက်လာဘူးလားတန်ရောစင်ဆိုတာချစ်ရင်လည်းပဲအတန်ထွက်တယ်မုန်းရင်လည်းပဲအတန်ထွက်တယ်ချစ်လို့ထွက်တဲ့အတန်နဲ့မုန်းလို့ထွက်တဲ့အတန်ဘယ်အတန်ကပိုကျဲချစ်တဲ့အတန်မထွက်ဘူးလားချစ်ရင်အတန်တိုးလားအတန်ကျဲလားဘယ်တိုးတာတော့တိုးသွားလိုက်တာကတ်သွားလို့ခြံအောင်နဲ့ရောက်ခြံအောင်သားနေဖြစ်ကုန်ချစ်ရင်လည်းပဲအတန်ထွက်တယ်မုန်းရင်လည်းပဲအတန်ထွက်တယ်ဒါပေမဲ့ချစ်လို့ထွက်တဲ့အတန်နဲ့မုန်းလို့ထွက်တဲ့အတန်ကမုန်းလို့ထွက်တဲ့အတန်ကပိုကျဲတာပေါ့ကျဲလားမကျဲဘူးလားတယောက်ယောက်ကိုမြန်မုန်းမိပြီဆိုရင်ပြိဿဩဆဲကြဆိုကြရံဖြစ်ကြဆိုကြပါစို့ဆဲတယ်ဆိုတဲ့အတန်ကပြိဿရဲ့ဆဲတယ်ဆိုတာသူဆဲကိုဆဲမှအားရှိတာတယောက်တည်းဆဲရင်အားရှိလားမရှိဘူးလားပဲမလိုက်တာ6ကက်ကြီးဆဲရတာဟိုကလေအဲ့ဒါလေးနှစ်ယောက်မြဲပြိုင်ဆဲ तू ကတစ်လုံးဆဲကိုကအားတွေတက်လာနှလုံးပြန်ဆဲဟိုကအားတွေတက်လာ3လုံးဆဲဒီကအားတွေတက်လာ4လုံးဆဲဟိုကတွေ့ရနဲ့ကောက်ပေါ့ကိုကတွေ့ရနဲ့ကောက်ထူစွာပင်းကြွလားမကြွဘူးလားကိုအိမ်ရှိကိုတယောက်ကနေလာပြီးတော့လမ်းမဘွားလာဆဲအိမ်ထဲကလူကမကျေနပ်လို့အတန်ပြဲကြီးနဲ့ပြန်ဆဲကြည်စံလမ်းမဘွားလူကအားတက်ပြီးအိမ်ခဲနဲ့ထုနိုင်လားမထုနိုင်ဘူးလားသူကသူအိမ်ရှိကဘလောက်ပဲဆဲကိုကအိမ်ထဲကတကားလေးပိတ်ပြီးမသိကြအောင်ဆောင်းပြီးတော့ဘာအတမ်းမှမပြုတ်ပဲနေကြည့်လိုက်စမ်းလမ်းမဘွားလူကတော်ကြာကြာဆဲပြီးတော့အော်ဘယ်သူမှမရှိဘူးနဲ့တူပါတယ်ဆိုသူပြန်ပြေးနိုင်လားမပြေးနိုင်ဘူးလားမပြေးလေခွေးတွေဝိုင်းဟောသူပြေးပြီပေါ့အဲ့ဒါကိုအတွင်းကလူကအတန်ပြိုင်းနဲ့ပြန်အောင်ဆဲတော့လမ်းမဘဝလူကအားတက်ပြီးအိမ်ခဲနဲ့ထုမှာပေါ့ဆဲတယ်ဆိုတာသူဆဲကိုဆဲမှအားရှိတာဒေါသဆိုတာစွတ်ပြီးရင်ကြွတာပဲလေကြွလားမကြွဘူးလားအမုန်းတရားဆိုတာပြိဿနှလုံးအားမှာအပြုံးအားတွေတော့မရှိတော့မုန်းရင်မပြုံးနိုင်တော့မုန်းတဲ့သူကပြုံးလို့ရလားမရဘူးဒေါသကပရိသတ်စွာပေးရင်ကြွတတ်တဲ့အတွက်ကြောင့်တန်ရောစဉ်ဆိုတာချီရင်လည်းပဲအတန်ထွက်တယ်မုံရင်လည်းပဲအတန်ထွက်တယ်ဘသူကိုမှတန်ရောစဉ်မတွေ့ဘဲနဲ့နေကြည့်လိုက်စမ်းပါချစ်ချင်းမုံရင်ကင်းနေတဲ့စိတ်ကလေးကတန်ရောစဉ်ကင်းလို့နေလို့ကောင်းလိုက်တာအပြင်မှာတွေ့လေချစ်ချင်းမုံရင်မပါတော့ဟို pure mind ပဲသိဖြူစင်တာအချစ်တင်မြန်ပါကြီးအပြင်မှာတွေ့ရင်ဟိုလိုရွာစီထိုးရောကိုရှိတဲ့သူကတခြားသူနဲ့ပါတွဲပြီးသွားရင်မခံစားနိုင်တော့အချစ်ကြောင့်ဖြစ်တာကိုမုန်းနေတော့လဲပြိဿတိတ်များမုန်းရင်လေတိတ်မုန်းတဲ့သူဟာလေတစ်ခါကြရင်အိမ်မက်ထဲမှာတော့အိမ်မက်တွေမက်တာမုန်းတဲ့လူဟာလေဘောင်းနဲ့လူချမ်းကြီးအိမ်မက်ထဲမှာအသေးခလုတ်လာတိုက်တာရှိလားမရှိဘူးလားဩမုန်းဖို့တော့တယ်သိတာပေါ့ဘသူကိုပဲချစ်ချစ်ဘသူကိုပဲမုံချစ်ချင်းမုံချင်းရှိနေတယ်မြတန်ရောစဉ်ဆိုတာရှိနေတာပဲတန်ရောစဉ်ရှိနေတော့တန်ရောစဉ်ပုတ်တိုက်တဲ့အတန်ကြီးကထွက်လာတော့တာပြိဿရဲ့အတန်မထွက်ချင်းရင်တယောက်တည်းနေနိုင်အောင်ကြိုးစားလက်ကောက်လေးတကွင်းနဲ့ဝတ်ထားရင်အတန်ထွက်သေးလားဟိုလက်ကောက်တွေအများကြီးဝတ်လာတဲ့လူပါလားမဝတ်နိုင်ပါဘူးဖေယား
မပါရင်ကောင်းလားမကောင်းဘူးလားကောင်းတယ်ပြိဿရေပြောခြင်းနာကအဒိဏဒါနသူများပစ္စည်းမခိုးပဲနေမယ်ဆိုရင်နေလို့ရလားမရဘူးလားအမှားပြီးမှသခိုးမရှိတာဝမ်းသာတယ်သူများပစ္စည်းမခိုးပဲနေမယ်ဆိုရင်နေလို့ရပါတယ်သူများအတ္တမတ္တပဲနေမယ်ဆိုရင်နေလို့ရပါတယ်ပရိသတ်ရဲ့ကာမေတုမိစ္ဆာစာရသူများသားမရမပြစ်မှားပဲနဲ့နေမယ်ဆိုရင်နေလို့မရဘူးလားကာမဂုဏ်မဖောက်ပြန်ဘူးကာမဂုဏ်မှီဝဲခွင့်ရှိတယ်ဖောက်ပြန်ခွင့်မရှိဘူးနော် sexual misconduct လို့ခေါ်တယ်ကာမေတုမိစ္ဆာစာရသိက္ခာပုဒ်ဒီကာမဂုဏ်မမှီဝဲဖို့မပြောဘူးတို့ legally official လက်ထပ်ထားတယ်တလင်တမယားစနစ်ဖြစ်သွားပြီဆိုရင်ဇနီးမယားကြိုက်တယ်လို့ကာမဂုဏ်မှီဝဲခွင့်ရှိတယ်ဖောက်ပြန်ခွင့်မရှိဖောက်ပြန်ရင်အဲ့အိမ်တော်ကြီးမြဲပါမလားမမြဲဘူးဘယ်သူကပဲဖောက်ပြန်ကာမဂုဏ်မှီဝဲတယ်မှီဝဲခွင့်ရမြတ်စွာဘုရားမမှီဝဲနဲ့မပြောဘူးမဖောက်ပြန်တယ်ဝိတာခာကျောင်းအမကြီးသောတာပန်ဘဝနဲ့အိမ်တော်ကြထားတာကာမဂုဏ်မှီဝဲတယ်ကာမဂုဏ်မဖောက်ပြန်ဘူးဒါကြောင့်ဝိတာခာကျောင်းအမကြီးကာမဂုဏ်မှီဝဲတော့သာသမီတွေထွန်းကားလိုက်တာသား10ယောက်သမီး10ယောက်ဘယ်နှယောက်မွေးတာအယောက်20ဆိုဘယ်နှကျင်းလောက်မွေးရမလဲအကျိန်20တော့မဟုတ်နိုင်ဘူးနော်အကျိန်20ဆိုမသက်သာဘူးတစ်ခါမွေးရင်သား1ယောက်သမီး1ယောက်တစုံမွေးတာထူးခြားချက်ဝိတာခာရဲ့ထူးခြားချက်တစ်ခါမွေးရင်ဘယ်နှယောက်မွေး2ယောက်မွေးတော့ဘယ်နှကျိန်မွေး10ကျင်းလောက်ဆိုမစိုးပါဘူးဘုံဘုံတို့အဖွားဆို73ယောက်တော့မွေးတာတော့မွေးနိုင်တာပေါ့နော်အဲ့တော့ကာမဂုဏ်မိဝဲတယ်ကာမဂုဏ်မဖောက်ပြန်တော့ဝိတာခာတို့ကာမဂုဏ်မဖောက်ပြန်ဘူးကာမဂုဏ်မိဝဲတော့သာသမီတွေထွန်းကားတယ်တို့ပြိဿတ်တွေကာမဂုဏ်ခံစားခွင့်ရှိပါတယ်ဖောက်ပြန်ခွင့်မရှိဘူးဖောက်ပြန်ရင်ဖောက်ပြန်တဲ့မိသားစုမှာမငြိမ်းချမ်းတော့ဘူးဆိုတော့ဒါကြောင့်လို့ကာမေတုမိစ္ဆာစရသိက္ခာဖို့အိမ်တော်ရင်မဖောက်ပြန်ဖို့ပြညတ်ထားတဲ့သိက္ခာပုဒ်ကဗုဒ္ဓဘာသာဝင်တွေတိတန့်သီလရေဆိုတာတဲ့ဟောဒီကမ္ဘာငြိမ်းချမ်းရေးတရားပဲမိသားစုငြိမ်းချမ်းရေးတရားပဲအဲ့ဒါတရားကဖောက်ပြန်ကြီးအဲ့ဒီမိသားစုငြိမ်းချမ်းပါမလားနောက်မီရှင်မီလင်းရင်ဘသူပဲလင်းပြိဿရေကြာတော့အဲ့မိသားစုရှင်နေမကောင်းတော့ပြိုကွဲသွားတော့တာပဲတချို့ဆိုရင်အခု line တွေပေါ်မှာလေအပြိုလုံးတဲ့သူတွေလူပြိုလုံးတဲ့သူတွေမရှိဘူးလားအစကတော့အိမ်နဲ့ဝေးနေတော့အိမ်ကိုလွမ်းလို့ဆိုရင် Facebook မှာတွေ့တဲ့ကောင်မလေးတွေနဲ့စကားပြောတာစကားပြောရင်နဲ့အဲ့ဒီချက်တင်ကနေကျူရင်းနဲ့ကျူဝင်ပါများတဲ့အခါကျတော့ယောဂတွေပိုတက်လာတာ positive တွေဖြစ်ကုန် negative မထွက်ပဲ positive တွေဖြစ်ကုန်တဲ့အခါကျတော့ကျူရင်းနဲ့တာယာသွားပြီးတော့ online ပေါ်မှာရီးစားတွေဖြစ်ပြီးတော့အဲ့ဒါဟိုဘက်ကကြံခဲ့တဲ့ဒကမကိုစာမလိတ်တော့ဒီဘက်ကစမောလေးတွေထင်တဲ့လူကိုစိတ်ကပြန်လဲပြီးတော့တယောက်နဲ့တယောက်အိမ်တော်ရေးဖောက်ပြန်မှုတွေရှိလားမရှိဘူးလားစန္ဒကိုသိက္ခာနဲ့ထိမ့်ဖို့လိုပါတယ်နော်အဲ့ဒါတွေချက်တင်နေအစမလုပ်တာကောင်းတယ်နော်လောက်ပါမြန်ရင်အဲ့ဒါမှတာယာသွားပြီးတော့လေတာယာသွားပြီးတော့အိမ်ကဒကမကြီးကိုစိတ်ကုံလာတာရှိတယ်နော်ဒကမတွေသတိတော်ထားရမယ်မရခင်ဖြာလို့လဲထိတ်ပေါ်တင်ငါထားရပြီးတော့ဖြာလို့ခင်းနှင်းချပြီးသွားတော့မယ်မောင်တို့ယောက်ျားတွေဘယ်တို့မိန်းမတွေလဲထို့အတူပါပဲနော်ယောက်ျားလေးတရားလေးမကောင်းဘူးဗျာမရခင်တော့အတင်းအာဓမ္မကြိုးစားကြတာပဲရလဲရလာရောဒီ9နှစ်လောက်ကြာတော့စိတ်ကကုံလာရင်တခြားတယောက်ကိုစိတ်ကဝင်စားပြန်တခါကြောက်လဲယောက်ျားလေးတွေပဲအပြစ်ပြောလို့မရဒကမတွေလည်းလို့တယ်ဘုံဘုံတို့နယ်ဘက်ကကလေးမတွေပြောပါတယ်ကိုအမျိုးတွေယောက်ျားမရခင်ကတော့အိမ်တော်မကြခင်တော့ပြင်လိုက်ဆင်းလိုက်တာလှတ်တာပတ်တာအိုးခန္ဓာကိုယ် body shape တွေကဂီတာရှိတ်တွေပဲအိမ်တော်လဲကြပြီကလေးလဲ2ယောက်3ယောက်လောက်လဲရတဲ့အခါကျတော့သူတို့ရဲ့ခန္ဓာကိုယ်ကြီးရလေဂီတာရှိတ်လည်းမရှိတော့ဘူးပြင်းလည်းမရှိတော့ဘူးခန္ဓာကိုယ်ကဝါဖိပြီးတော့ခါးတွေပါပျောက်လိတ်ခါဖားပင်ခန္ဓာကိုယ်အိမ်ရယောက်ျားမောမောပြန်လာတော့ဒီခန္ဓာကြီးတွေ့စားလိတ်သေးလားစိတ်ပြတ်တော့နော်အဲ့တော့သူတို့စိတ်ထဲမှာဒကမတွေပြောပါတယ်တို့နေရဒကမတွေပြောပါတယ်သူတို့ကငါတို့ဒီယောက်ျားနဲ့ပဲတစ်သလုံးပေါင်းရမှာပဲဆိုပြီးတော့ဘာမှပြင်နာစင်နာထိန်းနာသိမ့်နာမလုပ်တဲ့အခါကျတော့
ကိုစေကိုမျိုးတကားတွေကလည်းပဲစမောလေးတွေမြင်စိတ်ကစားကျင်တာဆိုတော့အိမ်ငါဟာယူစိတ်ကွက်ထားလည်းရှိတယ်ဆိုတော့တက္ကမတွေထိမ့်သိမ့်လဲနေဖို့လိုလားမလိုဘူးလားပညာနဲ့ထိမ့်ပါကိုတကားတွေကလည်းပဲအသစ်မြင်တိုင်းစိတ်ကူးရင်လို့မရဘူးအိမ်တော်ပြုတ်ထားပြီဆိုစန္ဒကိုဘာနဲ့ထိမ့်ရမလဲစန္ဒကိုသိက္ခာနဲ့ထိမ့်မှဒီအိမ်တော်ကြီးညီမြတာညီခိုင်မြဲမှာဖြစ်တဲ့တရားကာမေတုမိစ္ဆာစာရာကာမဂုဏ်ဖောက်ပြန်တာတွေလည်းပြိဿိထိမ့်မယ်ဆိုရင်ထိမ့်လို့ရပါတယ်တဲ့သူများအသက်ပဲနေမသက်ပဲနေလို့ရပါတယ်သူများပစ္စည်းမခိုးပဲနဲ့နေမယ်ဆိုရင်လည်းနေလို့ရပါတယ်ကာမဂုဏ်မဖောက်ပြန်မယ်နေမယ်ဆိုရင်နေလို့ရပါတယ်ပြိဿရေမလိမ်ပဲနဲ့နေမယ်ဆိုရင်ရောနေဘရဘူးလားလိမ်တဲ့သူတွေရောမများဘူးလားလိမ်ပါများတော့လိမ်နာကိုလိမ်နေလို့ကိုမထင်တော့တို့လူမျိုးကအလိမ်ညာတွေနဲ့အသားကျလာတဲ့အခါကျတော့မလိုအပ်တဲ့မူသားတွေပြောလိုက်တာဖုံးဆက်တယ်ဘယ်ရောက်နေပြီလဲဆိုအိမ်ကမထွက်ရသေးလမ်းရောက်နေပြီနော်သူကဆိုအဲ့ရထားနောက်ကြလို့အလှပြင်နေလို့အိမ်ကမထွက်ရသေးတာအဲ့ဒါလမ်းရောက်နေပြီတဲ့တကယ်တော့အိမ်ကမထွက်ရသေးဟိုရောက်တော့နောက်ကြနေဘာဖြစ်လို့နောက်ကြဟောလမ်းမှာကားတွေကပိတ်နေတာကဲရှေ့ရဟာလေးပေါ်မှာဆိုလို့နောက်ကထက်လိန်တာတွေကမုသာဝါဒကိုအကျဉ်းချင်းထက်ကျူးလွန်လားမကျူးလွန်ဘူးလားမလိုအပ်တဲ့မုသာဝါဒအများကြီးပြောပါများတော့မုသာအပြောများတဲ့သူကပြောပါများတော့မုသာကိုမုသာလို့မထင်တော့ကိုလိန်လိုက်လို့ဟိုဘက်ကကျေနပ်သွားရင်သူကပြောတယ်ဟိုဘက်ကခံလိုက်ရင်ကိုကကျေနပ်တော့မုသာဝါဒသိက္ခာပေါ့ဒါကြောင့်ယောသားစာဝန်ခံရတဲ့တတ္တိဟာမုသာဝါဒကိုလျှော့ချပေးတယ်ဆိုတော့အဲ့ဒီမူသားပြောတာတွေကိုလေရိုးသားတဲ့စိတ်ကလေးနဲ့ဖြေးတယ်မလို့အဲ့မပြောနဲ့ပေါ့မကြိုက်ဘူးလားမကြိုက်ဘူးပြောလိုက်မထွက်ရသေးအေးအတားနောက်ကြလို့အခုမှထွက်ဖြစ်တယ်ပြီးပေါ့အဲ့ဒါဆိုလိန်ကြမလို့တော့အခုတော့မဟုတ်ဘဲနဲ့ तू အပြစ်လွတ်အောင်ဆိုပြီးလိန်လိုက်တာရှေ့ရဟာလေးပေါ်မှာဆိုနောက်ကထက်လိန်ရတာမူသားကိုအချိန်ချင်းကျွလို့မိလားမမိဘူးလားဟိုတုန်းကသားဖ2ယောက်ရှိသမင်းဝိုင်းမှာသမင်းအတူစားနေ2ယောက်တည်းအဖေလို့သူကသမင်းစားနဲ့ပိုင်မကောင်းလို့လေးလဲလိုက်အတန်တော့မထွက်အနံ့တော့ရတော့သားကမေးတယ်အဖေလေးလဲလိုက်သလားအနံ့ရတယ်အဖေကသူ့သားရှိလေးလဲလို့ပြောမှရှက်တာအဖေဆိုတဲ့မာနရှိငါမဟုတ်ပါဘူးငါသားရဲ့မင်းမဟုတ်ဘူးလားသားကိုပြန်သားလည်းအဖေကျွန်တော်မဟုတ်ဘူးအဖေမဟုတ်ဘူးလားသားဖ2ယောက်သမင်းဝိုင်းမှာ2ယောက်တည်းရှိတာသမင်းစားရင်းနဲ့လေးလဲကိစ္စနဲ့စကားထမြောက်အဲ့တော့သားလို့သူကစိတ်တူပြီးတော့ပြောတယ်ဒီနားမှာအဖေနဲ့ကျွန်တော်တို့2ယောက်တည်းရှိတာဗျာတဲ့ကျွန်တော်တို့2ယောက်မဟုတ်ရင်ဘယ်ခွေးကလာပြီးလေးလဲသွားတာလဲဗျာအဲ့လိုပြောရတော့ဘယ်သူ့ကိုထိသွားအဖေကိုထိသွားအဲ့ကြတော့ငါသားရဲ့တဲ့မင်းနဲ့ငါ2ယောက်တည်းပဲကွာတဲ့မင်းမဟုတ်တော့လဲငါဘောကွာတဲ့ဘေးကအဖေကိုခွေးနဲ့တော့မပြောရဘူးတဲ့မှားတာဘယ်သူကမှားတာအဲ့ဒါလေသားရဲ့အဖေဘိုင်မကောင်းလို့လေးလဲလိုက်တယ်ပြောရင်ပြီးသွားလားမပြီးသွားဘူးလားအဲ့ဒါမလို့အပ်တဲ့မုသာဝါဒတွေလုံရင်းတခါကမုသားတွေနဲ့အသားကြတော့တိုင်းပြည်အုပ်ချုပ်တဲ့လူတွေလည်းအဲ့ဒါလည်းပါလားမပါဘူးလားပါရင်လည်းဒီမှာပဲထားဆက်ပြောလို့မရဘူးပြောရင်ငါပြန်ပြည်ဝင်ဝင်ပိတ်ရင်ဘယ်လိုလုပ်မလဲမုသာဝါဒကမပြောပဲနေမယ်ဆိုရင်လည်းနေလို့ရတာပဲတဲ့သူရာမေရာရဲ့အယက်သေးစာမူရည်စေဝမတော့ပဲနေမယ်ဆိုနေလို့မရဘူးလားအယက်သမားတွေရောများလားမများဘူးလားတော်သေးတယ်မင်းတို့ဒီမှာထိုင်းမှာလာလဲကလေးတွေအရက်မတော့ကြတာကြားတာဝမ်းတာပတ်စံမရှိတဲ့လူကမတော့ဘူးဖေဟာရှိတဲ့လူကလည်းတောက်တယ်ဗျာတဲ့မရှိတဲ့လူကလည်းချီးပြီးတောက်တယ်တဲ့လာကုံမှာပေးလို့ရတဲ့ဆိုင်တွေရှိတော့လေဘီယာလေးတွေတောက်ကြတာဘီယာအရက်မတောက်ပါဘူးဘီယာပဲတောက်တာပါဘီယာလည်းအရက်ပဲလေပရိသတ်ကုသိုလ်ကောင်းမှုတွေမှာတော့အရက်တွေရောနေတော့အဲ့ဒီသိက္ခာပေါ်ဟောရတာတော်တော်ခက်သွားလွန်ခဲ့တဲ့9နှစ်လောက်ကတရားပွဲတွေဝေဘာကေးဘက်မှာတရားတော်ဟောတရားပွဲကြိုဆိုပင်းဆောင်ရေးလုပ်တဲ့ကလေးတွေကအရက်နဲ့1000တောင်းတယ်အဲ့သူတို့ကဆရာတော်ကိုပင့်တယ်ရှေ့ကအလံကိုင်းတဲ့ကလေး3ယောက်နောက်ကထီးမိုးတဲ့ကောင်လေး2ယောက်အလံကိုင်းတဲ့ကောင်လေး2ယောက်ကအရက်နဲ့1000တောင်းသူတို့နောက်ကဆရာတော်ကလိုက်နောက်ကထီးမိုးတဲ့ကောင်လေး2ယောက်ကအလျက်နဲ့ရအဲ့ဒါတောက်တာတော့ဆရာတော်ကိုပင့်လာရှောက်လန်းကနေပင့်လာရှေ့ကအလံကိုင်းတဲ့ကောင်လေး3ယောက်ကအရက်မူးနေတော့ရှောက်လန်းကိုတဲ့မရှောက်ဘူးရိုင်းတိုင်းနဲ့သူတို့ရိုင်းတော့သူတို့နောက်ကလိုက်တဲ့ဘုန်းကြီးကလည်းရိုင်းတိုင်းဟဲ့မင်းတို့ကမူးနေတာငါမူးနေတာမရိုင်းနေတာပဲ
နောက်ကထီးမိုးတဲ့ကောင်လေးကမိုးပြီးခလုတ်တိုက်ပြီးခေါင်းကိုထီးနဲ့ရိုက်တာပါမင်းတို့ကွာလို့အပြေမှာဆိုငါလက်သီးနဲ့ထိုးတယ်ဒီမှာပြိဿရှိနေလို့ဒီအချိန်လေးတော့ရဲမတော့ပဲမတည်နိုင်ဘူးအရက်ဆိုတာတောက်ခါစားကိုကတောက်ထားပဲနောက်တော့သူကကိုယ့်ကိုပြန်တောက်သွားတာတောက်ခါစားဘယ်သူကတောက်နောက်တော့သူကကိုယ့်ပြန်တောက်သွားအရက်သမားကလေးစားတွေလောင်ကျွမ်းပြီးသေသွားတာဗျာကိုတွေ့ပြောဘုံဘုံအကိုအရင်ကဒီယူရီးယားမှာဟိုဘက်မှာအလုံးလုံးတယ်နှစ်ပေါင်း20လောက်ကွဲသွားနောက်တော့ဆရာတော်နာမည်ရတော့ဆရာတော်နဲ့အဆက်အသွယ်ရတော့ဗိုက်ကြီးကကဲပြီးတော့ဖောရောင်တယ်ဆေးကုပေးမဲ့လို့မရှိတော့အဲ့ဒါဒီကပဲအကျွေးတွေဆက်ပြီးတော့ပြန်ခေါ်ရဲသမားအသေးတွေကျွမ်းနေပြီဆေးကုဟိုရောက်တော့ကုပေးလိုက်တော့အယောင်တွေရော့သွားတော်တော်လေးအရက်ဆက်မတော့ရင်ဆက်နေလို့ရတယ်အဲ့ဒါဒုံလပဝိပင်နောက်တော့လူထွက်ပြီးလူဘဝမှာအရက်ပြန်တော့အဲ့ဒါသေသွားရောငါအဲ့ဒါကြွအောင်မကြွတော့တရဏဂုံတင်တော့မကြွတော့အကိုအရင်ဖြစ်ပြီမဲ့ကိုပေးပြီးတော့လစဉ်လေးတော့ထောက်ပံ့ပေးထားတာအဲ့အရက်ကြောင့်ဘဝနေကုန်းချုပ်သွားဆရာတော်ရဲ့အကိုအရင်2 နှစ်ပဲกว่าအထက်ကအရက်ဆိုတာတောက်ခါစားကိုကတောက်ထားပဲနောက်တော့သူကကိုယ့်ကိုပြန်တောက်သွားအရက်သမားစိုးစိုးစီစီမာလကီယာကြွားတာနော်ဒီမှာရှိတဲ့ကလေးတွေရက်တောက်ပြီးသေတဲ့ကလေးတွေသေရင်လည်းပဲဘုန်းကြီးနေပေါ်တဲ့နေရာမှာသေကြဓမ္မတရဏဂုံတင်လေးကြွလို့ရမှာနော်အရက်ဆိုတာတောက်ခါစားကိုကတောက်တာပဲနောက်တော့သူကကိုယ့်ကိုပြန်တောက်သွားတော့အဲ့ဒီသိက္ခာဘုံ5မျိုးဒီကာဝတိလာလကောထိမ့်မယ်ဆိုရင်လုံလားမလုံလားဒါပေမဲ့ဒီခေတ်မှာပြိဿတိလကပြက်နေတာများလားမများဘူးလားအဲ့ဒီတော့သီလမလုံတဲ့သူကသီလအကြောင်းပြောမကြိုက်ဘူးနားကားတယ်ဆိုတော့သူများသီလပြက်မပြက်ကိုမပြက်အောင်နေကြသီလပြက်နေတဲ့သူတွေကြုံလို့ရှိရင်သူတို့မကြိုက်ရင်မပြောပါနဲ့တခါကျအရက်ဖြတ်ဖို့ပြောတယ်မကြိုက်ရင်လက်မခံရင်မပြောနဲ့အမှန်တရားပင်ဖြစ်ပင်မဲ့လေကာလဒေတာပုဂ္ဂလာဤ3မျိုးမညီလို့ရှိရင်အမှန်တရားလည်းပြောသင်လားမပြောသင်ဘူးလားမပြောပဲနေလိုက်ဆိုကြည့်ပါသီလနဲ့ပါထိုသူများအားသီလနှင့်စကားမြတ်သည်မကောင်းအသွင်ပြောင်းမြန်ထင်၏ဘေကဝေจิตတจิตသမီးတို့ဣဒဤလောက၌ဒုသီလတကိုကျင့်သီလမရှိတဲ့ပုဂ္ဂိုလ်တွေကိုသီလကတာသီလနဲ့ပတ်သက်တဲ့စကားပြောရင်ဒုက္ခတာမကြိုက်ကြဘူးနာခတတ်တဲ့အတွက်ကြောင့်အပမဒေနမမေ့မလျောမပေါ်မဆတဲ့သတိတရားနဲ့သံပါတိထာကိုစီကိုငါအတိတရားလေးတွေကပြီးတော့သီလမရှိတဲ့ပုဂ္ဂိုလ်တွေကိုသီလနဲ့ပတ်သက်တဲ့စကားမပြောမိအောင်မကြိုက်ရင်မပြောကြပါနဲ့ရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါ်စာကရုဏာရှိထပညာအပြင်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းမကြိုက်ရင်မပြောပါနဲ့ပရိသတ်ရေပါတရားမြတ်စွာဘုရားကဒုက္ခတာသုံးမှာလောကသူရာတွေမကြိုက်တဲ့စကား5မျိုးဆိုတာရှိတယ်တတ္တမရှိတဲ့ပုဂ္ဂိုလ်တွေကိုသရတရားနဲ့ပတ်သက်တဲ့စကားပြောရင်မကြိုက်ဘူးမကြိုက်ရင်မပြောပါနဲ့တဲ့သီလမရှိတဲ့ပုဂ္ဂိုလ်တွေကိုသီလနဲ့ပတ်သက်တဲ့စကားပြောရင်မကြိုက်ပဲဖြစ်တတ်တဲ့အတွက်ကြောင့်မကြိုက်ရင်မပြောပါနဲ့ပဲတတိယကဘေကဝေจิตတจิตသမီးတို့ဣဒဤလောက၌အပတုတ္တတာဘဟုတုတ္တမရှိတဲ့ပုဂ္ဂိုလ်တွေအကြအမြင်ဘဟုတုတ္တနေပါတဲ့ပုဂ္ဂိုလ်တွေကိုတုတ္တကထာတုတ္တနဲ့ပတ်သက်တဲ့စကားပြောရင်ဒုက္ကထာမကောင်းတဲ့ဖြင့်မကြိုက်ပဲဖြစ်တတ်တဲ့အတွက်ကြောင့်မကြိုက်ရင်မပြောပါနဲ့တဲ့တတိယကတုတ္တကထာဆိုကြည့်ပါတုတ္တနေပါထိုသူများအားတုတ္တနှင်းစကားမြတ်သည်မကောင်းအသွင်ပြောင်းမြန်ထင်၏တုတ္တနေပါထိုသူများအားတုတ္တနှင်းစကားမြတ်သည်မကောင်းအသွင်ပြောင်းမြန်ထင်၏အပတုတ္တတဘဟုတုတ္တနေပါတယ်အဲ့ဒီပုဂ္ဂိုလ်တွေကိုဘဟုတုတ္တအကြောင်းမပြောရဘူးတဲ့တုတ္တဆိုတာထွေထွေဘဟုတုတ္တကိုပြောတာလေတို့မှလူမျိုးတွေလည်းဘဟုတုတ္တတွေလည်းအားနေကြတာများတယ်နော်ထွေထွေဘဟုတုတ္တတွေနေတယ်နေတာလည်းမပြောနဲ့လေစာဖတ်စာမဖတ်ဘူး Facebook တက်ဓာတ်ပုံတင်နေဘဝထင်တယ်တရားနာဆိုလည်းမနာဘူးစာဖတ်ဆိုလည်းမဖတ်ဘူး
မာယမစာဘအားတွေနဲသွားလားမနဲသွားဘူးလားနဲသွားတော့အသိဉာဏ်တွေအားနဲသွားတော့ဗမာပြည်ရဲ့ပညာရေးကလည်းတစ်သက်လုံးသင်လာတာဂုတိကိုမတက်ဘူးဖြစ်တော့ဘယ်လိုလုပ်ကြမလဲနော်စာလည်းမတက်တရားလည်းမနာစာလည်းမဖတ်ဆိုတော့ဘုဒ္ဓတွေကနဲလိုက်တာဘုဒ္ဓမရှိတဲ့သူကြတော့တစ်ခါခါကြရင်လေ a little knowledge is very dangerous လို့ပြော a little knowledge is very dangerous မတောက်တစ်ခေါက်တီးတဲ့အတက်ကအန္တရာယ်ရှိတာပဲတချို့မတောက်တစ်ခေါက်တက်တဲ့လူတွေမရှိဘူးလားအဲ့လူတွေကလိုက်ကိုမခံတာသိလားတကယ်တက်တဲ့လူကတကယ်တက်တဲ့လူကနှိမ့်ချတော့တကယ်ပညာတတ်သွားရင်နှိမ့်ချတော့အဲ့ဒီမတောက်တစ်ခေါက်တက်တဲ့လူကလေပြောရင်လည်းပဲဆရာကြီးလိုဘာကြီးလိုနဲ့ပြောရင်လည်းလက်မခံဘူးသူပြောတော့ဟုတ်လားဆိုတော့မဟုတ်ဘူးရှေ့ရသွားဆိုတော့မသွားနောက်ကလိုက်ဆိုတော့မလိုက်ဘူးအဲ့လူတွေမရှိဘူးလားကြောက်စရာအန္တရာယ်ရှိတယ်နော်ဒါကြောင့်သိတက်တတ်တဲ့လူကငြိမ်သွားပြီအတန်မထွက်တော့ပညာတကယ်တတ်သွားပြီဆိုနှိမ့်ချသွားတော့နှိမ့်ချသွားတာပညာမတတ်တဲ့လူကတစ်ထောင်ဖြစ်ထောင်နော်စပယ်နန်နေလို့ပေါ့အနှစ်ရှိတဲ့စပယ်နန်ကညှက်သွားတာအနှစ်မရှိတဲ့အဖြင်းတွေကတော့ထောင်တော့ဘုန်းကြီးတို့တိုင်းပြည်အဖြင်းတွေများလားမများဘူးလားတစ်ထောင်သမားတွေမရှိဘူးလားမာနကလည်းရှိသေးတယ်စံမရှိအစာကြီးဆိုကိုဆွေကိုမျိုးတွေတရားလူတွေပါဟိုကလူတွေပြောတော့စံမရှိအစာကြီးခိုင်ရရင်ပြောရင်တော့မပြောချင်လို့နော်စံမရှိပါဘူးအစာကြီးတယ်မသိတဲ့လူကမာနကြီးလိုက်တာမာနကပြိတ္တထောင်လွှားခြင်းလို့ပြောတယ်ထောင်ပင်မဲ့မတက်တာမာနပဲမာနလေးတစ်ထောင်တော့ငါဘာကောင်မှမသိဘူးဆိုထောင်ပင်မဲ့လေမာနကထောင်လွှားခြင်းလို့အဓိပ္ပာယ်ရထောင်ပင်မဲ့အထက်ကိုမရောက်တာမာနပဲဂါရဝဆိုတာရုပ်သေးပေးတာနိဝါဒဆိုတာနှိမ့်ချပေးတာနှိမ့်ချပေးပေမဲ့နှိမ့်ချမသွားတာနိဝါဒတရားပဲတဲ့ကြည်စမ်းညောများများနှိမ့်ချနိုင်အောင်ကြိုးစားတယ်နှိမ့်ချလို့နှိမ့်ချသွားတယ်ဆိုတာရှိလားနှိမ့်ချလို့နှိမ့်ချသွားတယ်ဆိုတာမရှိဘူးထောင်လို့မတက်တာပဲရှိတယ်မာနရဲ့သဘောတစ်ထောင်တော်လို့တဲ့ထောင်ပေမဲ့အထက်ကိုမတက်တာမာနပဲမာနာကြီးကခွေးမြီဗမာမြီစွာပါရှင်းထောင်ကမတ်တာသုံးမကြဘူးမာနကြီးရင်ဘာနဲ့တူတယ်လဲခွေးအမီးနဲ့တူတယ်တဲ့ခွေးမီးလေးတစ်ထောင်တောင်ဘယ်နေရာမှအသုံးမကြဘူးနော်ဒါပေမဲ့ကိုရီးယားမှာကျတော့ခွေးမီးတုပ်ဆိုတာအရသာရှိတယ်သိလားကိုရီးယားမှာခွေးသားတွေစားတာဟုတ်သိလားဟိုကိုရီးယားမှာကြောင်းတက်တုန်းကအတိတကမာကြီးတယောက်ကယင်းနေတဲ့ကိုရီးယားတကမာကြီးတယောက်တနေ့တော့လာပင့်စွနင်းမာရှင်နွန်ကိုကီစာတရီကေယဂချိကပ်ရှိတာလာကြောက်စွနင်းဆိုတာအရှင်ဘုရားတဲ့မာရှင်နွန်ကိုကီစာတရီကေယမာရှင်နွန်ကိုကီဆိုတာအရသာရှိရောအသာစာတရီကေယဆိုတာလူပေးခြင်းပါတယ်ဂချိကပ်ရှိတာရှင်ဘုရားတဲ့အရသာရှိတဲ့အသားလေးနဲ့စွန့်ကပ်ခြင်းပါတယ်ကြွပေးပါဆိုတော့ကိုလည်းဘာမှမသိတော့ကြွတာဟိုတော်တော်လျှောက်တော့ဆိုင်ရှိနာရတော့မရောက်သေးဘူးလားတက္ကမကြီးချောကင်းသာဝတ်စော်ရိုးတယ်ရောက်ပြီဖရားတယ်ဘာမှလဲဟိုမာတယ်အဲ့ဆိုင်မှာကတ်မာတယ်ဘာဆိုင်လဲဆိုကြည့်လိုက်တော့ဂဲဂိုဂီဂျစ်လို့ရေးတာဂဲဆိုတာခွေးဂိုဂီဆိုတာအသားဂျစ်ဆိုတာ restaurant ခွေးသားအယောင်ဆိုင်ခွေးရို့အရေဝင်စုပ်ပြီးတွဲလောင်းရင်းချတာဟာရိုးရိုးဟိုလမ်းဘေးခွေးတွေတော့မဟုတ်ဘူးပေါ့စားဖို့မွေးထားတယ်မွေးစားခွေးမွေးစားနာအသားစားခွေးဆိုတာတို့ရှိမှတတ်တတ်ရှိတယ်အဲ့ခွေးတွေမြင်တော့အဲ့ဆိုင်ပဲဆိုအန်သွယ်ရိုးမဖြစ်ဘူးအန်သွယ်ရိုးဆိုတာမရဘူးမဖြစ်ဘူးလို့ဝဲအန်သွယ်ရိုးအမ်မောက်ကောရိုးမစားရဲဘူးမုံမောက်ကောရိုးမစားနိုင်ဘူးအမ်မောက်ကောရိုးဆိုမစားဘူးမုံမောက်ကောရိုးစားလို့မရဘူးမောက်ကုစုအော့ဆော်ရိုးအဲ့ဒီအသားမစားရဲဘူးမစားကောင်းဘူးလို့ပြောတာဘာဖြစ်လို့မစားရတာလဲဆိုတော့တခါမှမစားဘူးလို့မစားရတာဘာဖြစ်လို့မစားကောင်းတာလဲဆိုဘုန်းကြီးတွေမှာမစားရတဲ့အသားဖြစ်လို့မစားရတာတို့ဘုန်းကြီးတွေမှာမစားကောင်းတဲ့အသားကြီး10မျိုးလူခွေးမြင်းစင်တစ်ကြောင်ဝင်လင်းအောင်းလေမျိုး10မျိုးရှိတယ်မစားရကောင်လူသားခွေးသားမြင်းသားစစ်သားကြားသားအများ10မျိုးပေါ့အဲ့တော့ခွေးသားပါတယ်လို့နော်သူကပြောတယ်တဲ့ကဲကိုကီကမရှိစော်ရိုးတဲ့ခွေးမီတို့ကထောမရှိစော်ရိုးတဲ့ခွေးမီတို့ကအရသာပိုရှိတယ်ဘုရားတဲ့တထုပ်ထုံနဲ့တဲ့ဟာမစားပါရစေနဲ့လို့ပြောတယ်မာနာကြီးကခွေးမြည်ပမာမြည်စွာပါရှင်ထောင်ကမတ္တသုံးမကြဘူးမာနဟာခွေးအမြည်လိုပဲထောင်ကထောင်နဲ့အသုံးမတည့်ဘူးတဲ့ခွေးမီးကထောင်ပေမဲ့အသုံးမတည့်ဘူးမြန်မာပြည်ဘရိုးတရားတော့စားမစားတော့ဘီနန်လဲစားတယ်နော်ရိုးရမှာခွေးသားစားပြီးဆိုတော့တွန်းထန်ကျဲကို
Sala. Mama just saw more child science summer. Mama let Mula in science about. Robert, Korea Mara Quida Ayada, she did. Biogenanga, Anaha, Town me met Tego Mayabu, Niwa Daha, Nature, Nature Madabu Soro, Look out Jolo, Lupi Madebu Surezaka, Thiman and the Jamlo, go Mackenzie and Cow on him, Macondi, K on Nesra, the man and Amadori, low lalo, go to the team media, through Bioma Bota, the Tidia, Nature with Biora, Shila Mashiula. Pican lie, Mio Charlike. Mio Charlike Sama. Who possessed my dinner, I may Shila Mashiula. Sarah Piola Bama, Mio Charlike Ba, Goma Mackenzie. Goma Malonsan and Dida, Turogo, Nature Lado, Doboa, Nature Doba, Mashibabu, didn't Nature Ziale, Mashiro Babu, Hobila. Goes with Go Mudi Ebawa, didn't Nature as Shiva Omla. Hello, Biora, who are drew Biora at home and drew Mabiova, drew where Biora. Nature, they meant Nature Mado, the young Duri Makema, Magana, and the winning of my Lola Lode, the Tena Piambido Mana Chilo Meabu. No? Go at that senior name Mana Chilo Meau, the town of Malocha Bane, Niwada, Tana on Chusa, Nature Biman, Nature Madabu, Look out Chulo, Lupi Mandebu, Bahutu Dari, Miamia Shaja Zama, Tayamia Naja Zama, Samia Pajazama, Sabado, Tayanaro, Adinian to Delare, Adinian to the lion, general knowledge to the Budu Dashido, Tumia Lena, Makana, Makayaro, Adishida, Uro Dunami Marakaja. Adinya Anero, Paiva, Navy, Phone, Koja, Messia, Phone, Bobe, Lima chain, Chocolima, Chenya, Dore, what Luom Hadia, Lobito, Pisiva, Dohara, Shide, Pohudari, Mata, Dopoini, Malacho, Uzing, Eli, Buduram Shido. Time Mangala, Kaja, Ponido, Bado, Namle, the chosen video, Gori, Kore, Uzin Leole, or the Senai Satanila, Pea, call Mamadi, Uzin Lea. Madiro video calls a kind like that Kajara, Tubone, Bo, Hovaka, Willis Lipone, Lang Cobia, Shakin shoot you beat or a Uzin Pian Boy, Passan Yede Passan Chude, Taipia Piabio, a man of Oinia Lajida Mobu, Turua, Elumure, Lota, Mamadira, John the Betty Pure Loma, Noa, Elumure, Chettin, Malojavane, best video call in Madi, Makain Javan, Pioyade. Both Dale, Shabu Lula Malula. The Yejira, Samyamia, Patia, Namadi, and Anema, Gugema, Koshalo Yara, Uro, Peso, Dabon, Tinia, Bawa, Bawa, Mahobu, Brede, Peso, Bawa, Hoyela. Erarina Chimakomane, Budraya, on Jujaza, Juza, Jazama, Sojiba, Duda, Neba. Todumia, Duda, Ninsa. Saga Miadi Macau Adwin Yao Mian Tin Egaway Cheta Chetamiro Ida Ilokana Abba Duda Adinyambu Duda Mashida Boko Rigo Duda Kada Bududa Ne Patada Zaga Pioye Tokada Majaibe Pita Dweja Abama Dina Mamimalio Maboma Sare Diane Abade Takozigo Ngadi Diality Capido Bududa Mashida Boko Rio Bududa Ne Pioye Majaibe Pita Dweja Majaye Mabio Java Ne Yellow Agawa Bono Java the Gambayashingora Miachi Awosa Karuna Sheta Pinya Abhin Kamsa Madui Majaro Muge Babe the D. Machaye Mapiovane, Breda Evatea Yazabeyaga, Dogada, Doma, Loga, Durari, Machide, Zagari, Shide, Mashi, Machidari, Shide. Tara Mashida Bogo, Taradea Mabione, Dila Mashida Bogo, Dila ne Badre Zaga Mabione, Adinya Bahuda Mashida Bogore, Bahuda ne Badre Zaga Mabione, Legu Miaga, Begaway Cheta Chitamido, Ida Ilokana, Miseria Dama Bijin, Malujin Sine, Window Nere, Bogorego, Sana Saga Kada, Piba, Luba, Sumba, Cheva, Suredana ne Badre Zaga Bioye, Majai Jabu, Nakada Dere, Sojiva, Dana Neba Todumia Dana Ninsa Saga Miadi Macau Adwin
မြောင်းမြန်ထင်၏ဒါနနယ်ပါထိုသူများအားဒါနနှင့်ဆက်စကားမြတ်သည်မကောင်းအသွင်ပြောင်းမြန်ထင်၏မေစရိယတာမပေးခြင်းမလှူခြင်းစေနဲ့ဝင်တို့နေတဲ့သူတွေကိုစာကကထာပေးပါစွန့်ပါလှူပါတမ်းပါဆိုတဲ့စကားပြောရင်ဒုက္ခတာမကြိုက်ပဲဖြစ်တတ်တယ်လေးခုမြောက်ကဒါနမလုပ်ချင်တဲ့ပုဂ္ဂိုလ်တွေကိုအလှူသွားမခံပါနဲ့တဲ့ဒါပါပဲနော်မပေးချင်တဲ့သူကိုမတောင်းပါနဲ့ပေါ့မပေးချင်ပါဘာလို့သွားတောင်းနေပါတော့နော်မပေးချင်တဲ့ဟာကိုသွားတောင်းရင်ကြိုက်ပါမလားမကြရင်မတောင်းနဲ့မကြရင်မပြောနဲ့မေစရိယကလည်းဝင်တိုစိတ်ပဲလေကိုပစ္စည်းပေးရတာနှမျောတာပေါ့ဒါပေမဲ့တရားတရားရှိတဲ့လူကတော့ရှိရင်ပေးချင်တာပေါ့အဲ့လိုတရားတရားအားကောင်းတဲ့သူကြတော့ပြောလို့အဆင်ပြေတယ်လူကန်လာရင်တကားပိတ်ထားတဲ့သူတွေမရှိဘူးလားရှေ့မခံနဲ့ပေါ့မကြိုက်မှမကြိုက်တာနော်ရှင်းရှင်းလေးပဲအဲ့ကြောင့်ငါညီတို့ညီမတွေပရိဟိတတွေလုပ်တဲ့လူတွေရှိတယ်လူတို့ရဲ့စိတ်ဓာတ်အခြေခံကိုကြည့်ပြီးတော့ပဲအလူခံပါယံတမ်းပြီးအတင်းအာဓမ္မကြီးဖြစ်ညစ်ပြီးတော့အလူမခံပါနဲ့ကုသိုလ်လုပ်ရင်းနဲ့အကုသိုလ်တော့အဖြစ်မခံနဲ့ဟုတ်ပြီလားမကြရင်ပါလေမပြောနဲ့ပေါ့မကြရင်မပြောနဲ့မပေးခြင်းတဲ့လူကိုအလူမခံနဲ့မတောင်းနဲ့အကုသိုလ်ဖြစ်တာပေါ့သူစိတ်နဲ့သူတရားတရားနဲ့ပေးနေရတာအရသာရှိတယ်မင်းတို့လေးပဲအဲ့လိုပုထုဇဉ်ရဲ့စိတ်ကအဲ့ဒါပြောတာလေကိုကအတိတရားလေးနဲ့ပြီးရကျင့်တဲ့ကိုကဒီမှာစီးပွားရေးအဆင်ပြေတော့အိမ်မှာရှိတဲ့အကိုတွေအမတွေအဆင်မပြေသူတို့ထောက်ပံ့တယ်ဦးလေးတွေအဆင်မပြေတော့နိုင်တလောက်လေးထောက်ပံ့တာကျင့်တဲ့နေတာကိုနိုင်တာလေးအဲ့ဒါဟိုဘက်ကလှုပ်တဲ့ဦးလေးလှုပ်သူအတော်လှုပ်တဲ့လူကငါတူလေးတော်တယ်ငါသူမလေးတော်တယ်ဆိုပြီးတော့လှမ်းတောင်းကြည့်ပါဒီကိုလှမ်းတောင်းတစ်ခါတော့ပေးတယ်နှစ်ခါတော့ပေးတယ်သုံးလေးခါလောက်ဖြစ်ရင်ကိုယ်စိတ်ကကွက်လားမကွက်ဘူးလားငါဒီလောက်ပေးနေတာကိုအလိုက်ကန်းဆုံးမသိဘူးဆိုရင်ကိုယ့်ကိုတရားတရားကွက်တော့ဒါကြောင့်မလို့တောင်းရင်မကြိုက်ဘူးဆိုရင်အဲ့ဒါပြောဘယ်တော့မှမတောင်းနဲ့ဘယ်တော့မှမတောင်းဘုန်းလို့ဆိုအလှမခံဘူးလူမခံတော့လူတာပဲနော်အလှမခံတော့လူတာတကယ်တမ်းဘုန်းကြီးအလှမခံဘူးအလှမခံမဲ့တချို့ကအလှမခံတော့ချမ်းသာတယ်ထင်တယ်အဲ့တော့မချမ်းသာပေါ့ဒီကာလပို့ဆိုတော့တရားဝဲမဟောဒါပေမဲ့ဘုန်းကဟိုမှာကာရမတွေဟိုသူ့လုံးချင်းတွေလှူကြတာလှူကြတယ်တန်းကြလုံးချင်းလေးတွေလှူတဲ့လူရှိတယ်ကိုရင်နဲ့အပါ150ထားမယ်ဆို3တက်ကြောင်ရင်3တက်ဆောင်ရင်စောင့်တယ်သိန်း2800လောက်ကုန်အဲ့ဒါကြတော့လူတွေရတယ်မလူချင်းဘုံဟိုမှာရိတ်တာလုံးမဲ့ចောင်းဆောင်လေးကြောင်ပြည့်သွားပြီလူကအလူရှင်နဲ့အဲ့ចောင်းဆောင်လေးကြောင်ကပီးလေးထိုးပြီးရတော့တအုပ်ချင်းလူတဲ့အလူရှင်ကပေါ်လိုက်တာသိန်း330ဆိုပြည့်သွားပြီအဆောင်ကကိုရင်နဲ့စာတင်သားတွေထားဖို့အတွက်ကအဲ့ဒါဘုန်းကြီးမှာပတ်စံမရှိတော့လိုတော့ဘာလုပ်ရလဲဆိုချီးရတို့ကအကျွေးရှိအကျွေးရှိရချီးရဘယ်လိုချီးလဲဆိုတော့တချို့ရင်းနှီးတဲ့ဓမ္မရေကိုရင်နေဖို့အတွက်သိန်း600လောက်ထပ်ကိုအောင်မယ်ဒီ3တက်ဆောင်ဆေးတုတ်တာမီးရိုက်ထားနဲ့အဲ့ဒါဆရာတော်ကတရားပွဲတွေမှာဟောတဲ့အခါကျဒီမှာအလှရှင်ရလဲသိအဲ့လိုနေရာကြောင့်မလှူကြဘူးအဲ့တော့တို့တရားဓမ္မတွေတဲကဘန်ထဲမှာပတ်စံတွေထည့်ပြီးတော့အရှုံးပေါ်နေတဲ့တရားဓမ္မတွေရှိရင်ဘန်ထဲမှာအကြာကြီးထားမဲ့အတူဘန်ပြောင်းပြီးအပ်ပေးကြပါဆရာတော့ဗန်နဲ့ဟိုအပ်ပေးပါအတိုးတော့မရဘူးဘယ်အချိန်ပြန်ပေးမယ်ဆိုလဲမသေးကြဘူးကိုယ့်ဟာကိုဗမာပြည်ကဗန်ထဲမှာထည့်ရင်ကိုယ့်ပတ်စံကိုပါစင်းနဲ့ပေးပြီးထုတ်နေရရှုံးလားမရှုံးလားအဲ့ဒါပဲပြိဿရဲ့ပတ်စံထည့်ပြီးရှုံးနေတာတို့ဗန်နေပဲဗမာပြည်ကဗန်နေနော်အဲ့တော့အဲ့လိုပြောလိုက်တဲ့ချို့ကလည်းအဲ့ဒါသိန်း100 200အဲ့လိုမျိုးချီးထားတာရှိတော့ဟိုတလောကန်ထရိုက်ကပတ်စံလို့တောင်းတော့ပတ်စံ200လောက်လွှဲပေးပါဦးနဲ့အစားကသူစိုက်ထားရတယ်မြားနေဘူးအေးငါပတ်စံမရှိဘူးမင်းတို့တရက်နေ့လောက်စောင်းပါဦးလို့ငါထိုင်းတရားပွဲကြွစီရရှိတယ်လို့နော်မေဒေးနေ့တရားပွဲသွားဟောလို့တရားပွဲနေတရားပွဲညတရားပွဲကွာလို့တပွဲကိုသိန်း150လောက်ရရင်တော့အကျွေးတော်ကြီးမှာပါတဲ့လို့ပြောထားမရတော့လည်းဘာမှဖြစ်ပါဘူးနော်ပြောပြတာအထင်ကြီးနေမှာဆိုလို့နော်တအားချမ်းသာတဲ့ထင်ပါဆိုကို့အတွက်တော့မဟုတ်ပြိဿရေဘုန်းတပါးတဲ့အတွက်ဆိုကိုရီးယားမှာအေးစင်းနှက်နေလို့အိုးဖြူဖိုးဝေးလှတ္တပတ်တာလေးကိုရီးယားဆရာဆိုရင်တော့ဖွေးအိုးနေတာအခုတော့မဲတူးနေတာပဲမဲမှာပေါ်လဲကူမှာသွားနေတာလဲကူမှာ17ဧကလောက်ကြီးမှာစာတင်တတ်ရဲ့ရိပ်သာရဲ့ပညာဒါနဘာသာစကားအကယ်ဒမီရဲ့အောက်ဆီဂျင်စက်ရုံဆိုပရာဟိပလေးလုံးပရိယပฏิပတ်ပညာဒါနပရာဟိတဆိုပလေးလုံးဆရာတော်တပါးတဲ့လုံး
ပါလေးလုံး missionary သာသနာပြုလုပ်တာပြောမယ်ဆိုရင်တော့အဲ့ဒီလင်္ကာကြီးခန္ဓာ၄ရက်ကိုလဲပတ်ဖို့ဆရာတော်တပါးတဲ့အာသွန်ခွန်ဆိုင်ရှာရတာဗန္နာရေးမှုပေါ့အဲ့တော့ပြောမယ်ဆိုရင်ဒီ၄ခုလဲပတ်ဖို့ဒီတပါးတဲ့လှုပ်ရှားနေရဆိုတော့ဒီတပါးလဲသွားတာနဲ့အားလုံးကပြိုလဲသွား4 in 1ပဲတဲ့4 in 1ပဲ3 in 1အောင်4 in 1ဆိုတော့အဲ့တော့ဒီတပါးတဲ့ပတ်ပြီးတော့ရှာပြီးတော့သာသနာပြုလုပ်ငန်းကိုစွမ်းနိုင်သမျှလုပ်တာပါကိုယ့်အတွက်ဆိုရင်စိန်ခံပြီးနေလို့ရပေမဲ့အများချမ်းသာရဲ့အခုတန်ခါသာမဏေကျော်စာတင်တိုင်းလုပ်တာအပါ150ဒီနေ့လက်ခံမှာတို့ဒီကလှူတဲ့ဟာတွေအားလုံးအဲ့ကိုရောက်သွားမှာပါအဲ့လိုရောက်သွားပြောချင်တာကတရားတရားတွေနဲ့မပေးခြင်းမလူခြင်းတဲ့ပုံကိုယ်တွေရှိတယ်အဲ့ဒီပုံကိုယ်တွေနဲ့ပတ်သက်ပြီးတော့ဘလို့လုပ်ပါဘလို့ပေးပါဘယ်တော့မှအလူမခံနဲ့သူတို့တရားတရားအသိတော်ပေးရမယ်လှူတာမလှူတာသူတို့အပိုင်အသိပေးဆိုလုံလောက်ပြီနော်ဘာပွဲရှိတယ်တင်ပေးလိုက်လှူခြင်းတဲ့ဆိုလက်ခံလိုက်အဲ့ဒီတော့မလှူဘူးလားနှစ်ခါသုံးခါပြောမကြရင်အကုသိုလ်တွေများတော့လှုပ်တာသူကနိုင်ရင်လှုပ်ပါဘာလို့သူများလိုက်လူခံတာလဲအဲ့လိုပြောတဲ့လူကရှိသေးတယ်လေအဲ့တချို့ကလည်းအဲ့လိုလေးပြောတာအေးအဲ့လိုပြောတော့ငါတို့လှူခွင့်ရတာဝမ်းသာတဲ့သူရှိတယ်လို့နင်တို့ကခဏခဏငါတို့ကြီးပဲလှိုက်ခလူနေဒီမှာအိမ်မှာအကျွေးတွေပတ်နေပြီဆိုပြောတဲ့လူကလည်းရှိအောင်ပါပဲเนาะအဲ့တော့မကြရင်မပြောနဲ့မစ္စရိယဆိုမပေးခြင်းမလှူခြင်းနေတဲ့မစ္စရိယအားကောင်းနေတဲ့ပုံကိုယ်တွေအလှူခံလာရင်တကားပိတ်ထားတဲ့ပုံကိုယ်တွေအလှူခံကပြောလို့မကြိုက်တဲ့ပုံကိုယ်တွေဆိုရင်အလှူမခံပါနဲ့စွန့်လွတ်ခြင်းဆိုတာစွန့်မှလွတ်တာပါကိုလွတ်ခြင်းကိုစွန့်နိုင်အောင်ကြိုးစားရမယ်စာကမလှုပ်ခြင်းတဲ့ပုဂ္ဂိုလ်တွေဒါနနဲ့ပတ်သက်တဲ့စကားမပြောပါနဲ့ဆိုကြည့်ပါဒါနနဲ့ပါထိုသူများအားဒါနနှင့်ဆက်စကားမြတ်သည်မကောင်းအသွင်ပြောင်းမြန်ထင်၏ဘေကဝေจิตจิตမိတို့ဣဒဤလောက၌မေစရိယတမပေးခြင်းမလူခြင်းစင်းနေဝင်တို့နေတဲ့သူတွေကိုစာကကတပေးပါစွန်ပါလူပါတမ်းပါဆိုတဲ့ဒါနနဲ့ပတ်သက်တဲ့စကားပြောရင်ဒုက္ခတာမကြိုက်ကြဘူးနာခတတ်တဲ့အတွက်ကြောင့်အပမဒေနမမေ့မလျော်မပေါ်မစားတဲ့သတိတရားနဲ့တမ္ပါတိထာကိုစီကိုငါအတိတရားလေးတွေကပြီးတော့ဒါနမလုပ်ခြင်းတဲ့ပုဂ္ဂိုလ်မလူခြင်းမတန်းခြင်းတဲ့ပုဂ္ဂိုလ်တွေကိုဒါနနဲ့ပတ်သက်တဲ့စာကနဲ့ပတ်သက်စကားမပြောကြနဲ့မကြရင်မပြောကြပါနဲ့ရဲ့လို့ဘဂဝါဘုံတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါစာကရုဏာရှိထပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းမကြရင်မပြောပါနဲ့ပရိသတ်ရေဘာတရားမြတ်စွာဘုရားကဒုက္ခတာသုံးမှာမပြောသင့်တဲ့စကားမကြရင်မပြောရမယ့်စကား၅မျိုးကိုမိန့်တော်မူတဲ့တရားမရှိရင်တရားနဲ့ပတ်သက်တဲ့စကားမပြောနဲ့သီလမရှိရင်သီလနဲ့ပတ်သက်တဲ့စကားတွေမပြောနဲ့သုတ္တမရှိရင်သုတ္တနဲ့ပတ်သက်တဲ့စကားတွေမပြောနဲ့ဒါနမလုပ်ခြင်းရင်စာကနဲ့ပတ်သက်တဲ့စကားတွေမပြောနဲ့နောက်ဆုံး၅ခုမြောက်သိက္ခာ၅ခုမြောက်အချက်ကဘေကဝေจิตจิตမိတို့ဣဒာဤလောက၌ဒုပညာတာပညာမရှိတဲ့ပုဂ္ဂိုလ်ပညာအားနေတဲ့ပုဂ္ဂိုလ်တွေကိုပညာကတာပညာနဲ့ပတ်သက်တဲ့စကားပြောရင်လည်းဒုက္ခတာမကြိုက်ပဲဖြစ်တတ်တယ်ဆိုကြည့်ပါပညာနဲ့ပါထိုသူများအားပညာနှင့်ဆက်စကားမြတ်သည်မကောင်းအသွင်ပြောင်းပြန်ထင်၏ပညာနဲ့ပါထိုသူများအားပညာနှင့်ဆက်စကားမြတ်သည်မကောင်းအသွင်ပြောင်းပြန်ထင်၏ဒုပညာတပညာမရှိတဲ့ပုဂ္ဂိုလ်တွေကိုပညာကထာပညာနဲ့ပတ်သက်တဲ့စကားပြောရင်ဒုက္ခတာမကြိုက်ဘူးတဲ့ခုနကသုတ္တနဲ့အခုပညာကမတူဘူးเนาะသုတ္တဆိုတာကသင်ယူလေးလာပြီးသိတဲ့အသိမျိုး general knowledge လို့ခေါ်တယ်အခုပညာကinsight knowledge လို့ခေါ်တယ်ခန္ဓာဉာဏ်ရောက်ပညာမျိုးဘာပညာမျိုးလဲတရားကိုအားထုတ်ပြီးတော့သိလာတဲ့အသိမျိုးဘာဝနာအားထုတ်ပြီးတော့သိလာတဲ့အသိမျိုးအဲ့ဒီအသိမျိုးကိုပညာလို့ခေါ်တယ်ခန္ဓာဉာဏ်ရောက်ပညာမျိုးကလိုအပ်တယ်လွတ်မြောက်ရာလမ်းသွားဖို့တို့တွေသင်ယူလေးလာပြီးသိထားတဲ့သုတ္တဉာဏ်ဆိုတာကမလေးလာရင်မသိရင်မေ့သွားလားမမေ့သွားဘူးလား
တင်ညာသိတည်အမေ့မြန်တယ်ပညာသိကြတရားအထုတ်ပြီးသိလာတဲ့အတိမျိုးတော့မမေ့တော့ဘူးဘယ်အစဉ်လေးရောက်ဘလူညံလေးထင်လားဘယ်အစဉ်လေးညောက်ဘလူညံလေးသိလာတဲ့အခါနောက်ဆုံးသောတာပတိမဉ္ဇဉ်ယန္တာဖြစ်တဲ့ဒီအာလုံးအာရတ္တမဉ္ဇဉ်ဆိုအာလုံးသိသွားအဲ့လိုဉာဏ်ပညာမျိုးရအောင်ကြိုးစားရတယ်အဲ့တော့ပညာမရှိတဲ့ပုဂ္ဂိုလ်တွေပညာမသိတဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲသွားပြီးတော့ပြောလို့မရအောင်မကြိုက်ကြဘူးဆိုတော့တို့တွေပရိသတ်များသူများကိုပြောဖို့တဲ့ကိုယ်တိုင်အဲ့ဒီဉာဏ်ပညာမျိုးရှိအောင်ကြိုးစားဖို့လိုလားမလိုဘူးလားဘာဝနာအလုပ်လေးရလဲပညာဉာဏ်ရခြင်းအကြောင်းပဲတဲ့ဘာဝနာဆိုတာတရားအသိနဲ့နေခြင်းကိုပြောတာပဲဘဝနာရင်ဘာဝနာနဲ့ဖြေရတယ်တဲ့ဘဝနာရင်ဘာနဲ့ဖြေဘဝတွေကြက်ကြက်နာလေးလေးအဲ့ဒီဘာဝနာဆိုတဲ့ meditation insight knowledge ကိုရအောင်ကြိုးစားလေဖြစ်မှာအဲ့ဒါမှဘဝလောကတန်ပြည်တယ်တဲ့တို့ပရိသတ်တွေဘဝမှာနာစရာတွေများလားမများဘူးလားဘဝများများနာလေးလေးဘာဝနာသာများများဖိလုပ်လေပဲအဲ့ဒါဆိုရင်ပြေပြီတရားနဲ့ဖြေမှပြေတယ်တခြားနဲ့ဖြေလို့မပြေဘူးနော်တရားမပါဘဲနဲ့တရားဟာနဲ့သွားဖြေရင်ပြေပါမလားစိတ်ညစ်လို့ရက်သွားတော့ရက်သွားတော့ပိုစိတ်ညစ်တာရက်မှုပြီးတော့ပြဿနာတက်ရောအဲ့တော့တရားအသိလေနှလုံးသွင်းပြီးဖြေနိုင်အောင်ကြိုးစားဖို့လိုလားမလိုဘူးလားအဲ့တော့တရားများများနာရတယ်နာပြီးတဲ့အကျင့်လေးကိုလည်းအသိလေးကို apply လုပ်ရမယ်လက်တွေ့ဘဝထဲမှာကျင့်သုံးနိုင်အောင်ကြိုးစားမယ်တရားအလုပ်ဆိုတော့တချို့ကရိတ်တာသွားမှတရားအထုတ်တယ်ထင်တာမဟုတ်ဘူးစိတ်ပါရင်အိယာဟာရိတ်တာပဲစိတ်ပါရင်စိတ်မပိုင်ရိတ်တာဟာလည်းအိယာပါတချို့ရိတ်တာသွားအိပ်ပြန်လာလူမရှိဘူးလားဟောဟုတ်လားတရားသွားတော့ငိုက်နေတာရိတ်တာသွားအိတ်လို့ကောင်းလိုက်တာတဲ့ဒကမာကြီးတရားပြောတပည့်တော်တရားအမထုတ်ခင်ရဗျာတဲ့ထိုင်ရအိတ်လို့မရဘူးတဲ့ရိတ်တာပြန်လာထိုင်ရငိုက်တက်လာတဲ့စိတ်ပါရင်အိယာဟာရိတ်သားဖြစ်တယ်လို့စိတ်မပါရင်ရိတ်သားဟာလည်းအိယာပါပဲကိုယ်အိယာဟာကိုယ်ရိတ်သားဖြစ်အောင်ကြိုးစားရမယ်ပရိသတ်တပည့်တော်မအားလို့တရားမမှန်နိုင်ဘူးဆိုရင်ညဘက်နားတဲ့အချိန်မှာခေါင်းပေါ်ခေါင်းလေးထပြီးတဲ့ချလိုက်တာနဲ့တပြိုင်နက်အသက်ကလေးကိုတိပြီးရှူတတ်တဲ့အလေးချင်းလေးနဲ့အိတ်ကြီးစားစမ်းမှာဝင်လေထွက်လေ breathe in breathe out အသက်ကလေးကိုတိပြီးရှူတာတို့တွေအသက်တွေအခုရှူလားမရှူဘူးလားတိပြီးရှူလားမတိပဲရှူလားမသိပဲဆိုတော့တရားမပြဘူးပေါ့။အော်အလကားရတဲ့လေလေးကိုသိပြီးရှူလိုက်ကြစမ်းမှာအသက်ကလေးဝင်လေထွက်လေတမတ်မှတ်လို့ရလဲအခိုက်တန်တတိကအပြင်ထွက်မှသာကိုစိတ်ကလေးဒီမှာပဲရှိနေတယ်ဆိုရင်အိုးလောဘမပြေဘူးဒေါသမပြေဘူးမောဟမာနမပြေတမတ်မှတ်လို့ရလဲတဲ့အခိုက်တန်မှာကိလေသာမပြေဘူးကိလေသာမဖြစ်ရင်အဲ့ဒါနိဗ္ဗာန်ပဲလေဘုရားဘာသာနိဗ္ဗာန်ဒီနေရာမဟုတ်ဘုံဌာနမဟုတ်ကိလေသာမရှိတာနိဗ္ဗာန်ဆိုတော့တဏှာကိလေသာကင်းနေတဲ့အခိုက်တန်9မိနစ်အတွင်းတရားမှတ်လို့ကိလေသာမပေါ်ဆို9မိနစ်ဟာနိဗ္ဗာန်10မိနစ်လောက်တပည့်တော်တမာတိအားကောင်းတော့ကိလေသာတွေမပေါ်ဘူး10မိနစ်နိဗ္ဗာန်ပဲတဏှာကြီးလုံးလုံးတမာတိအားကောင်းတော့ကိလေသာလောဘဒေါသမပြည့်ဆိုတဏှာရနိဗ္ဗာန်လုံးဝကိလေသာမပေါ်တော့ဆိုလုံးဝကိလေသာဖြစ်ဂိမ်းပြီးနိဗ္ဗာန်ကိုရောက်ပြီပဲဒါကြောင့်ပြိဿရဲ့ဘဝမှာဘာဝနာအလုပ်လေးလဲတွဲပြီးလုပ်ဖို့လိုလားမလိုဘူးလားဘဝတွေများများနာရင်ဘာဝနာလေးနဲ့ဖြေနိုင်အောင်ကြိုးစားရလေပဲဘာဝနာအားကြီးလာရင်ပညာအားလည်းကြီးလာပြီဆိုနိဗ္ဗာန်นี่မျက်မှောက်ပြုဒါကြောင့်မလို့ပညာအသိလေးလည်းရအောင်ကြိုးစားရတယ်ပညာမသိဘဲနဲ့ရှိတဲ့ပုံကိုယ်တွေပညာမပါဘဲနဲ့နေတဲ့ပုံကိုယ်လည်းရှိတယ်အဲ့ဒီပုံကိုယ်တွေလည်းပဲမကြိုက်ရင်မပြောနဲ့ကိုယ်တိုင်ပညာရအောင်ကြိုးစားရမယ်ဆိုကြည့်ပါပညာနဲ့ပါထိုသူများအားပညာနှင့်စစကားမြတ်သည်မကောင်းအသွင်ပြောင်းမြန်ထင်၏ဘေကဝေจิตจิตမိတို့ဣဒဤလောက၌ဒုပညာတပညာမရှိတဲ့ပုဂ္ဂိုလ်တွေပညာအားနေတဲ့ပုဂ္ဂိုလ်တွေကိုပညာကထာပညာနဲ့ပတ်သက်တဲ့စကားပြောရင်ဒုက္ခတာမကြိုက်ကြဘူးနာခါတတ်တဲ့ရဲ့လို့ဘဂဝါဘုံတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါ်စာကရုဏာရှိထပညာအပြင်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းမကြိုက်ရင်မပြောပါနဲ့ပရိသတ်ရေပါတရားမြတ်စွာဘုရားကဒုက္ခတာသုတ်မှာမပြောအပ်တဲ့မကြိုက်ရင်မပြောသင့်တဲ့စကားဘယ်နှမျိုးဟောလဲ
နံပါတ်1တတ္တာတရားမရှိတဲ့ပုဂ္ဂိုလ်သရတရားမပြောနဲ့နံပါတ်2သီလမရှိရင်သီလအကြောင်းမပြောနဲ့နံပါတ်3သုတ္တမရှိရင်ဘုသုတ္တအကြောင်းမပြောနဲ့နံပါတ်4စာကမလုပ်ခြင်းဒါနမလုပ်ခြင်းအလှမခံနဲ့နံပါတ်5ပညာမလုပ်ရင်ပညာမရှိရင်ပညာအကြောင်းမပြောနဲ့ဆိုဘယ်နှမျိုးလဲတတ္တာသီလသုတ္တစာကပညာဘယ်နှမျိုးလဲအဲ့ဒီ5မျိုးနဲ့ပတ်သက်ရင်မကြိုက်ရင်မပြောနဲ့ကြိုက်ရင်ပြောဆိုတော့ပြိဿရဲ့ကိုယ့်ဘာသာကိုသူများပြောမဲ့စားကိုယ့်ကိုယ်သရာရှိအောင်ကြိုးစားဖို့လိုလားမလိုဘူးလားကိုယ့်ဘာသာကိုသီလလုံအောင်ကြိုးစားဖို့လိုလားမလိုဘူးလားကိုယ်တိုင်သုတ္တရှိအောင်ကြိုးစားဖို့လိုလားမလိုဘူးလားကိုယ်တိုင်လှူကျင်တန်းကျင်စိတ်ဖြစ်အောင်မွေးမြူဖို့လိုလားမလိုဘူးလားကိုယ်တိုင်တရားပညာရအောင်ကြိုးစားဖို့လိုလားမလိုဘူးလားသူများကြိုက်ချင်းမကြိုက်ချင်းတဲ့ကိုယ်တိုင်အဲ့ဒီအမှားနောက်ကိုမလိုက်အောင်ကိုယ်တိုင်ရှိအောင်ကြိုးစားရင်သူတို့မကြိုက်တဲ့စကားမပြောနဲ့ပြောရင်အပြည့်ရတယ်ဆိုတော့မကြိုက်ရင်မပြောပါနဲ့တရားပြိဿရဲ့ဗာတရား2 နာရီခွဲပါပြီเนาะဘုံတရားသားတက်ကို1 နာရီခွဲလောက်တရားသားစဟောတဲ့ချိန်အခုချိန်ဒီ1 နာရီခွဲသွားပြီခါကလည်းနာလာပြီဆိုတော့တရားလည်းပုံပေါ်သွားပြီဆိုတော့ပြိဿတရားသိမ့်ကြပါစို့เนาะနာကြမကောင်းဘူးလားဩမင်းတို့တော်တော်သိကျင်နေမေ့ပြောတာပါဖရားတဲ့မကောင်းဘူးလားဆိုကောင်းပါတယ်ဖရားတဲ့အေးသိမ့်ကြတာပေါ့လို့ကောင်းသူတို့မှမကြိုက်တော့တို့ပြောလို့ပဲရတော့မလဲကြိုက်ရင်လည်းနောက်မှပြောတော့မယ်ကြပြလေးတွေဆိုပြီးတရားသိမ့်ကြအောင်ဆိုတတ္တာနဲ့ပါထိုသူများအားတတ္တာနှင်းစစကားမြတ်သည်မကောင်းအသွင်ပြောင်းမြန်ထင်၏သီလနဲ့ပါထိုသူများအားသီလနှင်းစစကားမြတ်သည်မကောင်းအသွင်ပြောင်းမြန်ထင်၏သုတ္တနဲ့ပါထိုသူများအားသုတ္တနှင်းစစကားမြတ်သည်မကောင်းအသွင်ပြောင်းမြန်ထင်၏ဒါနနဲ့ပါထိုသူများအားဒါနနှင်းစစကားမြတ်သည်မကောင်းအသွင်ပြောင်းမြန်ထင်၏ပညာနဲ့ပါထိုသူများအားပညာနှင့်စကားမြတ်သည်မကောင်းအသွင်ပြောင်းမြန်ထင်၏ဘေကဝေจิตจิตမိတို့ဣဒဤလောကနာဒုသီလတသီလမရှိတဲ့ပုဂ္ဂိုလ်တွေတတ္တအတ္တတတသရတရားမရှိတဲ့ပုဂ္ဂိုလ်တွေဒုသီလတသီလမရှိတဲ့ပုဂ္ဂိုလ်တွေအပ္ပတုတ္တတဘုတုတ္တမရှိတဲ့ပုဂ္ဂိုလ်တွေမေစရိယတာမပေးခြင်းမလူခြင်းနဲ့ဒါနမလုပ်ခြင်းတဲ့ပုဂ္ဂိုလ်တွေပညာအဒုပညာတာအတိညာဘုတုတ္တလောကီလောကုတ္တမေပညာဘုပညာမရှိတဲ့ပုဂ္ဂိုလ်တွေကိုတတ္တနဲ့ပတ်သက်တဲ့ဇကာသီလနဲ့ပတ်သက်တဲ့ဇကာသုတ္တနဲ့ပတ်သက်တဲ့ဇကာဒါနနဲ့ပတ်သက်တဲ့ဇကာပညာနဲ့ပတ်သက်တဲ့ဇကာပြောရင်မကြိုက်ဘူးဖြစ်တဲ့အတွက်ကြောင့်မကြိုက်ရင်မပြောဘဲနေကြရမယ်ရဲ့လို့ဘဂဝါဘုန်းတော်ကြောင့်ဘသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါ်စာကရုဏာရှိထပညာအပြင်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းသာဓု